ဤတရားကြကြီးဖြစ်ရင်ဆောင်ရွက်ပြီးတော့တွားနိုင်အောင်လောကီသိတိလောကုတ္တရာသိတိတရားသိတိဓာတ်သိတိပါရမီသိတိအယယတို့ဖြင့်တွဲဆက်ပြီးသကားလားဒီအစီအနှစ်တွေကိုနှစ်ပြီးတော့စုပေါင်းထားတဲ့တရားတော်ကြီးဖြစ်ခြင်းကြောင့်တဲ့ယခုဟောစေအားဖြင့်သာလျှင်ခက်ကြမ်းကြမ်းလေးဟောသွားရပါတယ်လုပ်ငန်းစဉ်အနေနဲ့ဝေပါမယ်ဆိုရင်အဲ့ဒါရန်ကုန်မြို့သာသနာပြုဓမ္မစကြာဖွဲ့ကြီးရဆိုရင်အနည်းဆုံးဒီတရားကြကြီးတွေကိုလူဘုံများလဲအောင်အထိခွဲစိတ်ကြတဲ့အခါမှာတလသင်္တာဆိုပြီးတော့ဖွင့်ရပါနောက်တစ်ခါနည်းနည်းအထက်တန်းစားဉာဏ်စားရှိလာတဲ့ဝိပဿနာပရမယတ္တရေလိုက်စားလာတဲ့ပုဂ္ဂိုလ်တွေကြလာတော့15ရက်သင်္တာလို့နောက်တစ်ခါဒီညမကဘူးမိမျိုးစုံလိုက်ပြီးတော့အားထုတ်လာတဲ့ဝါရင်ပြီးတော့ဝါရင်လာတဲ့ပုဂ္ဂိုလ်တွေကြလာတော့9ရက်သင်္တာ10ရက်သင်္တာဆိုပြီးတော့ဒီလိုနဲ့ဖွင့်လာခဲ့ပါတယ်လို့အဲဒါကြောင့်ရှင်တော်မြတ်ဖရာကြီးအနာဂတ်ဖြစ်တဲ့သာသနာတော်ကြီးအမြန်ထွန်းပေါ်နိုင်စေရန်ယခုဝိပါခတရားတော်တရားတတ်ကြီးဟာရှင်းဆုံးကနေပြီးတော့ထွက်ပေါ်လာရပါတယ်လို့ထွက်ပေါ်လာရတော့ရဲ့ဘာကြောင့်သူ့ကိုဝိပါခတတ်ကြီးကိုဘုရားရှင်ကိုယ်တော်မြတ်ကြီးသာသနာတော်ကြီးမှာရှင်းပြီးတော့ပထမထွက်ရပါလဲလို့ဆိုတာလေးကမနေ့ကဟောခဲ့တဲ့အထဲမှာလည်းပါမသွားပါဘူးပထမဆုံးသာသနာတော်ကြီးမှာပေါက်ထိုက်တဲ့ပုဂ္ဂိုလ်တို့ရဲ့လုပ်ငန်းစဉ်ကိုအရိယာဖွဲ့ကြီးကရေးဆွဲလိုက်တဲ့အခါမှာဘယ်ပုဂ္ဂိုလ်တွေပထမဆုံးပေါက်ထိုက်ကြလဲလို့သာသနာအားနဲ့ချိန်တဲ့အခါမှာပထမဆုံးနံပါတ်1အမျိုးသမီးရဲ့ပထမဆုံးပေါက်ထိုက်တယ်တဲ့ဒီဝိသခတရားတတ်ကြီးဟာဒုတိယနံပါတ်နဲ့ကြတော့အမျိုးသားရဲ့ပေါက်ထိုက်တယ်တဲ့ဟောတတိယနံပါတ်3ကြတော့ရင်ဒီဇာတေကျမ်းကပရိယတ်တိသင်္အလက်ကျပြီးတော့နေကြတဲ့ယဟပုဂ္ဂိုလ်တွေပေါက်ထိုက်တယ်တဲ့ဟောဒုတိယနံပါတ်4ကြတော့ရင်ယခုနာဂံဝိဇ္ဇာကကြီးတွေအာထုတ်ပြီးတော့နေကြတဲ့ဝိဇ္ဇာကနာဂံတွေမှာလိုက်ပြီးတော့နေကြတဲ့တောခိုးပြီးတော့နေကြတဲ့လို့အဲဒီလိုအမိခံပြီးတော့နေကြတဲ့ဆရာကြီးတွေကနောက်ဆုံးမှပေါက်ထိုက်တယ်လို့အဲဒီလိုလုပ်ငန်းစဉ်အနေနဲ့ဝေဖန်သိသိကြည့်တဲ့အခါပထမဆုံးအမျိုးသမီးတွေပွဲဥတဲ့အနေနဲ့ပေါက်ထိုက်တဲ့တရားကြီးပါပဲလို့ဒါကြောင့်အမျိုးသမီးတွေပွဲဥတဲ့အနေနဲ့ပေါက်ရမလဲလို့ဆိုတာကိုလည်းပဲအရိယာပွဲကြီးကရေးဆွဲပြီးတော့ထုတ်လိုက်တဲ့တရားဆိုတာဘာဟာဘယ်ဘောလေးကတရားလေလို့နှလုံးအိမ်မှာပြန်စဉ်းစားပါတရားကိုရတယ်တရားကိုသိတယ်တရားရပြီတရားသိပြီဆိုတာဘယ်ဘောလေးကိုသိတာလဲလို့ဆိုလိုက်ရဲ့ဒုက္ခမေဝဟိတံဘောတိဒုက္ခမေဝသတိတ္တိဒုက္ခမေဝဟိဒုက္ခတရားတိသာလည်းတံဘောတိဖြစ်ဒုက္ခမေဝဟိဒုက္ခတရားတိသာလည်းတိတ္တိဒီလို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောကြားတော်မူတဲ့အတိုင်းဒုက္ခကိုမြင်တာဟာအဲ့ဒါတရားရတယ်လို့ခေါ်တာပါပဲအချုပ်မှာဒီတော့ဒုက္ခကိုဒုက္ခလို့မမြင်တာဒီပြင်ဒုက္ခထင်နေတာဟာအဲ့ဒါတရားမရပါဘူးလို့တရားရလာပြီဆိုရင်ဒုက္ခကိုဒုက္ခလို့မြင်လာရင်ဒါတရားရတယ်လို့ခေါ်ပါတယ်ဒါပေမဲ့ဒုက္ခကိုဒုက္ခလို့မြင်တဲ့နေရာမှာလည်းပဲပထမဆုံးခွဲပြတဲ့အခါအတိုင်းပညာမြင်တယ်ဝိညာဉ်မြင်တယ်ပညာမြင်တယ်ဆိုရတဲ့အမြင်သုံးချက်ပြင်နောက်ဆုံးမှဘယ်အနေနဲ့ပဲမြင်ပြင်သူဒီဂရီလေးနဲ့သူတန်ဖိုးရှိလာတဲ့နောက်ဆုံးပညာမြင်ဆိုလိုက်တဲ့ဒုက္ခသဘောတရားလေးကိုလည်းမြင်လိုက်ရဟောဒီပုဂ္ဂိုလ်ကအဲ့ဒါတရားရတယ်လို့ခေါ်တာပါပဲဒီတော့အကျဉ်းကြီးနဲ့ဝေပါလိုက်ရဲ့ဒုက္ခကိုမြင်တာဒီပြင်အဲ့ဒါတရားရတယ်လို့ခေါ်တယ်ဒီတော့အမျိုးသမီးတွေအမျိုးသားတွေယဟန်သံဃာတော်တွေယခုနနဂဝိဇ္ဇာဘိုင်းမှာအာထုံနေကြတဲ့ဘိုးတော်ကြီးဘာဝကြီးတွေလို့အကျဉ်းကြီးနဲ့ရေးဆွဲလိုက်ရင်ဘာကြောင့်ဒီအမျိုးသမီးတွေဟာပထမဆုံးဝိသကတရားတကြီးကိုပေါက်ထိုက်တယ်လို့ဆိုရဲအရိယာဘောကြီးကရေးဆွဲပြီးတော့ထုတ်လိုက်တဲ့တရားဆိုတာ
ဘာဟာဘယ်ဘောလေးကတရားလေလို့နှလုံးအိမ်မှာပြန်စဉ်းစားပါဟိုရတယ်တရားကိုသိတယ်တရားရပြီတရားသိပြီဆိုတာဘယ်ဘောလေးကိုသိကြလဲလို့ဆိုလိုက်ရဒုက္ခမေဝဟိတံဘောတိဒုက္ခမေဝသတိတတိဒုက္ခမေဝဟိဒုက္ခတရားတိတာလည်းတံဘောတိဖြစ်ဒုက္ခမေဝဟိဒုက္ခတရားတိတာလည်းတိတတိဒီလို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောကြားတယ်မိတဲ့အတိုင်းဒုက္ခရဲ့ဉာဏ်ဟာအဲ့ဒါတရားရတယ်လို့ခေါ်တာပါပဲအထိတ်မှာဒီတော့ဒုက္ခကိုဒုက္ခလို့မမြင်နဲ့မမြင်လာဘူးဆိုရင်ဒုက္ခဖြစ်နေတာဟာအဲ့ဒါတရားမရပါဘူးလို့တရားရလာပြီဆိုရင်ဒုက္ခကိုဒုက္ခလို့မြင်လာရင်ဒါတရားရတယ်လို့ခေါ်ပါတယ်ဒါပေမဲ့ဒုက္ခကိုဒုက္ခလို့မြင်တဲ့နေရာမှာလည်းပဲပထမဆုံးခွဲပြတဲ့အခါအတိုင်းပညာမြင်နေဝိညာဉ်မြင်နေပညာမြင်နေဆိုရတဲ့အမြင်သုံးချက်တွေနောက်ဆုံးမှဘယ်မြင်နဲ့ပဲမြင်ရင်သူ့ဒီကြီးရင်းနဲ့သူတန်ဖိုးရှိကြတယ်နောက်ဆုံးပညာမြင်ဆိုလိုက်တဲ့ဒုက္ခသဘောတရားလေးကိုလည်းမြင်လိုက်ရဟောဒီပုဂ္ဂိုလ်ကအဲ့ဒါတရားရတယ်လို့ခေါ်တာပါပဲဒီတော့အကျဉ်းနည်းနဲ့လိုပါလိုက်ရင်ဒုက္ခကိုမြင်လာပြီးတယ်လေအဲ့ဒါတရားရတယ်လို့ခေါ်ပြီးတော့အမျိုးသမီးတွေအမျိုးသားတွေယဟန်ကံလာတယ်ယခုနမဂ္ဂင်ဝိဇ္ဇာပိုင်းမှာအာထုံနေကြတဲ့ဘုရားကြီးဘာသာကြီးတွေအကျဉ်းနည်းနဲ့ရေးဆွဲလိုက်ရင်ဘောကြောင့်ဒီအမျိုးသမီးတွေဟာပထမဆုံးဒီကတရားတော်ကြီးကိုပေါက်ထိုက်တယ်လို့ဆိုတော့အရိယာဘောကြီးကရေးဆွဲတယ်လို့ဆိုတာဝေဘာလိုက်ကြရင်အမျိုးသမီးတွေမှာစောက်ကိုလို့မရနိုင်တဲ့ဒုက္ခကြီး၅ပါးလို့ဆိုတာပေါ်ထွက်လာပါတယ်အမျိုးသမီးများဖြစ်လိုက်တဲ့အတွက်ကစောက်ကိုလို့မရဘူးသူ့ကိုအဝိနိကဒုက္ခလို့ခေါ်တယ်ဗမာလိုပြန်လိုက်တော့ဘယ်လိုမှစောက်ကိုလို့မရတဲ့ဒုက္ခတဲ့ဟောဒါကြောင့်အဝိနိကဒုက္ခဆိုတာတရားလဲတဲ့အမျိုးသမီးများရဲ့ဘဝဇာကြီးမှာအဲ့ဒါမင်းသားရဲ့ဘဝဇာကြီးမှာလာပြီးကြလားပฏิဒေရပြစ်ချလိုက်တဲ့မိတရားနန္ဒီရတွေပေါ်လာတယ်ဆိုတာနဲ့ပဲတဲ့ဟောဒီလိုရဲ့အရွယ်ရောက်လာတယ်ဆိုတာနဲ့ဘယ်လိုဒီမှာဒုက္ခတွေပေါ်လာတော့မလဲတဲ့မိမကမှာပါဝင်ရတဲ့အမျိုးသမီးတွေကအရွယ်ရောက်လာတယ်ဆိုတာတဲ့အထဝတ္တဘုရောဂောရိတက္ကဝတ္တတိပညာယဒွါဒတေသံပတ္တဝတ္တေတိဂောရိတိဝဇရေအထဝတ္တစနစ်အရွယ်ဒီကဂောရိမြေဒီဘဝတိဒွါဒဝတ္တစနစ်အရွယ်ဒီကပညာအရွယ်မြေဒီဘဝတိဒွါဒဝတ္တသံပတ္တေဒွါဒဝတ္တေဘာဒကဝိတ္တတစ်ဆက်မိနစ်တည်းရောက်လာတော့သံပတ္တိရောက်လာတော့အပိဂောရိမြေဒီဘဝတိကဒီတော့မင်းကလေးများမှာအမျိုးသမီးများကိုအရွယ်အားဖြင့်ခွဲမယ်ဆိုစစ်စစ်သမီးတွေကအဲ့ဒါဂောရိအရွယ်လို့ခေါ်တယ်ဆံမြင့်ကြတော့ပညာအရွယ်လို့ခေါ်တယ်ဆံမြင့်အရွယ်ကြတာတော့အပိဂောရိလို့ခေါ်တယ်အယုံစင်ကြတဲ့ကိုယ်အားလေအားကာမဇလေအားတွေတခါတည်းသိရှားပြီးကြတာပေါ်လာတဲ့သင်ကျဲလာတဲ့အရွယ်တဲ့အပိဂောရိအဲ့ဒီတစ်ဆက်မိနစ်အပိဂောရိအရွယ်ရောက်လာတယ်ဆိုရင်ဟောဒီအမျိုးသမီးတွေကဆက်ကျင်းလို့မရဟောဒေဝရာမှုကြီးတွေလာပြနေရပါလေတဲ့ကြလားတကြီးတခါတည်းအမြင့်ကြီးတွေမလို့ကျင်လည်းမနေရတော့ဘူးတဲ့တခါတည်းပေါ်လာရတယ်အဲ့ဒီဟာလည်းတဲ့အမျိုးသမီးရဲ့ဆောက်ကျင်းလည်းမရနိုင်တဲ့အဝိနိကဒုက္ခတပါးတဲ့ဟောနောက်တော့ဆန္ဒနဲ့စက်ကြိုင်နဲ့ကြာလာကြတော့အိမ်တော်ကြားမှုကိစ္စကြီးတွေပေါ်လာကြတယ်အဲ့ဒီလိုအိမ်တော်ကြားမှုကြီးကိစ္စကြီးတွေပေါ်လာကြတော့လည်းပဲတဲ့အိမ်တော်မှာဖြစ်လာကြတဲ့ဒီကောမမောင်လည်းမမြင်နေနဲ့ခွဲခွာပြီးတက္ကလာကိုယ်ရဲ့ဖြစ်လို့ရတော့အဒီကလိုက်တာဒီကလာသွားရကြနာကလည်းပဲအဲ့ဒါလေရောက်ကိုလည်းမရနိုင်တဲ့အဝိဓိကဒုက္ခတဲ့ဟောတခါအိမ်တော်ကြည့်လိုက်ကြတော့လည်းပဲအိမ်တော်ရဲ့ထုံးရံတိုင်းကိုယ်ကယောက်ျားပေါ်မှာပြရတယ်ဒီတရားတွေ
အမျိုးမျိုးတွေကိုမှသာဝနေပေါ်လာရတယ်တဲ့အဲ့ဒီငါကြမှာပြရတဲ့ဒုက္ခကြီးရလည်းပဲအမျိုးသမီးကိုဆောင်ခွင့်လို့မရနိုင်တဲ့အဝိနိကဒုက္ခတဲ့ဟောရရင်ဘယ်လိုကြီးတဲ့ဥဒ္ဒံပြလိုက်ကြတော့လေဘယ်လိုကိစ္စတွေပေါ်လာကြလဲအမျိုးသမီးကမှဒီတော့ပဋိပဒိကြီးရတဲ့ဒုက္ခကြီးပေါ်လာကြမယ်တဲ့ဒီပဋိပဒိကြီးရတဲ့ဒုက္ခကြီးကလည်းဘယ်လောက်များဝင်လဲလို့ဆိုလိုက်ရင်လည်းဒီတော့ကိုယ်လာမှလွယ်ပြီးတော့ဆွဲလာကြမှာဖွာရတယ်ပထမပဋိပဒိရတယ်ဆိုးရဲရတယ်ဒီအမျိုးသမီးမှာဇာမှုတွေမျိုးမျိုးတွေအိမ်မျိုးတွေရောက်ကြပြီးတော့အမျိုးမျိုးဖြည့်ကြလာရပြီတဲ့ဒါကြောင့်လောကီကြပြီးတွေကမာတိကမှာသံဃာကသလနာဆိုအခြေကြရင်ငလာဆောက်ကြဖြေမြရတာပြကြတာဒီသုံးကမောင်ဝဲစိတ်တွေရတာဆိုပြီးတော့တလဒီလိုမှရှိတဲ့ဒီအားလူအားတွေနဲ့ဆင်းရဲကြီးတွေရေးကြအဲဒီတော့နောက်ဆုံးကိုးရလိုက်လေကိုးရနဲ့ရပ်ပေါင်း20ကြတော့မှဖွာရတဲ့ဒီသားကံတွေကြီးကိုဒီဝန်ပိုက်ကြီးတွေလဲကြီးပြီးတော့ထားရတာဘယ်လိုများတာဝန်ကြီးတယ်လဲတဲ့ဟောအဲဒီဒုက္ခကြီးရဲ့တဲ့အိမ်နိုင်ကြည့်လိုက်တဲ့အမျိုးသမီးတွေမှာသောက်ကျင်းလို့မရနိုင်တဲ့ဒုက္ခတဲ့ဒါလည်းအဝိနိကဒုက္ခဟောတောတစ်ခါထပ်ပြီးတော့ကိုးရနဲ့ရပ်ပေါင်း26ရက်ကြတော့ဖွာကြမှာကြီးတဲ့ဒီအမျိုးသမီးကဒီတော့သက်သက်သာလာနဲ့ညဖွာနေရလာလို့မေးရရင်နဲ့အင်မတန်မှအဆင်းရဲပင်မများနဲ့ခံပြီးတော့အော်ကြီးဟူကြီးနဲ့အနိဒေတွေနဲ့ဆရာဝန်ဆရာမတွေနဲ့အမျိုးမျိုးဖွာနေကြရပြန်တယ်တဲ့တချို့များလာရင်မျိုးများတခါတော့တချို့ဝင်းခွဲပြီးတော့ဖွာနေရတယ်အဲဒီလိုဝေဒနာရှင်ကြီးဖြစ်ပြီးတော့လားနေကောင်းလာတဲ့ဖွာနေရတာလဲအမျိုးသမီးများမှာဆောင်ကျင်းလို့မရနိုင်တဲ့အဝိနိကဒုက္ခလို့အဲ့ဒါဘုရားရှင်ကိုယ်တော်မြတ်ကြီးကအဝိနိကတရား၅ပါးဆိုပြီးတော့ဟောခဲ့တော့အမျိုးသမီးတွေအမျိုးသမီးဖြစ်လာရင်လည်းဒီဒုက္ခတွေတစ်ဖြည်းဖြည်းတွေ့လာကြတော့ပညာနဲ့တွေ့တဲ့ဒုက္ခတွေလည်းတစ်ဖြည်းဖြည်းဒုက္ခတွေ့လာလို့ရင့်လာလို့ဒုက္ခတွေ့လာတော့ရင့်လာတယ်ဒုက္ခကိုတွေ့လို့စိတ်ရင်းကရင့်လာလို့ဒုက္ခကိုတွေ့လို့စိတ်ရင်းရင်းရင့်လာလို့ရင့်လာလို့ရင့်လာတယ်ဆိုတာဘာလဲသဘာဝနဲ့ပြောလိုက်ရင်အဲ့ဒါသံဝေကလောင်ဝေကပညာတွေပေါ်လာတယ်တဲ့သံဝေကဆိုတာဘာလဲတဲ့ပြေးစွာထိတ်လန့်လာတယ်တဲ့ပြေးစွာထိတ်လန့်လာဆိုတာဘာလဲတဲ့ဝိပဿနာဖြစ်တဲ့ဉာဏ်ကြီးတွေဟာမလုတ်ခဲတဲ့ကိုအခါတဲ့တဖွာဖွာကိုပေါ်လာပြီတဲ့ဟောတခါမှဒုက္ခကိုမတွေ့ရတဲ့လူတွေကြလာတော့အဲ့ဒါသံဝေကဉာဏ်ကြီးတွေဟာမပေါ်ဘူးတဲ့မပေါ်တော့ဒုက္ခကိုပြတ်ပြေးတော်များလေလေသိရင်ကြီးရရင်တန်လေလေဖြစ်လာတယ်တဲ့အဲ့ဒါကြောင့်ဒီဒုက္ခကိုဘုရားရှင်ကိုယ်မြတ်ကြီးဓမ္မစကြာမှာဇာတိတိဒုက္ခသရတိဒုက္ခပြာတိတိဒုက္ခမရဏတိဒုက္ခလို့ပြတဲ့အတိုင်းယခုလက်တွေ့ဝေဖန်လိုက်တဲ့ကအမျိုးသမီးများဟာဒုက္ခကြီးနဲ့ရင်ဆိုင်လာပြရတယ်တဲ့ဒါကြောင့်တရားဆိုတာကလည်းဒုက္ခကိုမြင်အောင်ပြတာဒီခွင့်ရောက်ဒီဝိဇာခတရားကဟာနောက်ဆုံးဒီလိုနဲ့ချက်လိုက်ရင်ဒုက္ခကိုမြင်အောင်ပြတဲ့တရားဒီခွင့်ရောက်ဒုက္ခကိုလက်တွေ့တွေ့တဲ့ယခုအသက်50ကျော်ဝိဇာခအမျိုးသမီးဒေါ်လေးလို့ဆိုရင်ဘွားနဲ့မြင်လို့ပဲဟောဝိဇာလာပြီမဟုတ်လားဒါကြောင့်ဒီဝိဇာခတရားတကြီးကပထမနံပါတ်1အမျိုးသမီးများပြောဥထွက်ပါလိမ့်မယ်လို့ဆိုတာအရိယလောကကြီးကတခါလဲလုံငန်းစင်တွေကရေးဆွဲပြီးတော့ပြင်တယ်လို့ဆိုတာကိုလည်းပဲဒီခုဆရာတော်ဟောပြတဲ့အတိုင်းအားလုံးဝေဖန်ကြပါလို့ကဲဒီနေ့ယခုပထမခြေပိုင်းဒီလေးပါးကနေပြီးတော့ခွဲလိုက်တဲ့ပရမအနုမြူဆိုလိုက်တဲ့သဘာဝလေးမှာအဲ့ဒါရုပ်သဘောလေးတွေမျိုးကိုနာမ်သဘောလေးတွေမျိုးကိုအကျဉ်းလေးနဲ့ပြလိုက်ပါပြီအဲ့ဒီအကျဉ်းလေးနဲ့ပြလိုက်တဲ့သဘာဝနည်းကိုလက်ဖန်ကတဖန်ထပ်ပြီးတော့ရေအာနာပါနနည်းနဲ့အာနာပါနဆိုတာခြေစိတ်လုပ်နေတဲ့လုပ်ငန်းစဉ်ကနေပြီးတော့ဉာဏ်ဉာဏ်လေးတွေပေါ်ဖို့ဒီလေးတွေပေါ်ဖို့ကိုလည်းထပ်ပြီးတော့တခါခွဲစိတ်ကြရပါဦးမယ်
ဒါဒီနေ့ဒီလောက်နဲ့ပဲဒါရက်ကြပါစေရဲ့အားလုံးသာပြီးခေါ်ပါတော့ဥပဒတိမေသာမောရတို့တရားဧကဘောတို့တည်းဧတေနပုညနာဤသို့လက်ဆုံမှုကရှိခိုးပူဇော်ဖူးမြော်မှလျော်ကြကြရသောပနာမကုသိုလ်ကစေရနာကြောင့်လောလုပနတိနောသာဘောဂလိုက်လောဘကြဲ့ရစီမဖြူကြဝင်သောကဘာအောင်သူတည်ပေါင်းတော်၎င်းဒေါသုပနတိနောသာကောရာလိုက်ဒေါသကြဲ့ရစီမဖြူကြဝင်သောကဘာအောင်သူတည်ပေါင်းတော်၎င်းမောဟပနတိနောသာယောဂလိုက်မောဟကြဲ့ရစီမဖြူကြဝင်သောကဘာအောင်သူတည်ပေါင်းတော်၎င်းတေယောသုံးဌာနကွဲပြား၍တေကြကုန်သောဇယမရှိကဘာအောင်သူတည်းပေါင်းတို့သည်ဧကဇယတုစွာဖြူစစွာသာလည်းမကွာနေကြအရိယာဓမ္မ၌ကျိုးစားနိုင်ကြကုန်သည်ဘဝတို့စင်စစ်မတွေ့ဖြစ်တော်မူကြပါစေကုန်သတည်းတေသူထိုလောဘဇယဒေါသဇယမောဟဇယတို့၌နှိမ့်ချပျော်ရွှဲဆူလိုက်ခုံမစွာနေထိုင်ကြကုန်သောကဘာအောင်သူတည်းပေါင်းတို့သည်သေခေတုအဆင်းအဆင်းသိတိပွေမြင့်မြတ်ကြကုန်သောဓမေတုကုသိုလ်ကောင်းမှုတရားသူတို့၌ဓမ္မေတုအလောဘအဒေါသအမောဟစသောကုသိုလ်ကောင်းမှုတရားသူတို့၌ဓမ္မေတုတိပေါကြောင့်အရိယဝိဇ္ဇာလမ်းသို့ရောက်ကြောင်းဖြစ်သောကောင်းရသောဝိပဿနာဉာဏ်10ပါးဓမ္မစကြာအနတ္တသက္ခဏသို့မဟာတတိပဋ္ဌာန်တရားတော်ကြီးတို့၌မောရတုရှင်ဒီဝမ်းမြောက်သုဒ္ဓရာပေါကြကုန်လျက်မြေရောစီလောရိယတရားထုံးတာပဲသိကြရဲ့ရည်တွမေတ္တာဖွဲ့၍ရေဆက်ဆုံးစီတလုံးတစည်းတည်တာလည်းအတုမကွာသိတိလန်းကိုအောင်ပန်း၍ဖြာနိုင်ကြပါစေကုန်တည်းမောရတုကိုစိတ်မနှွားမခိုစိတ်တိုင်းရဲ့ချောင်းကြောင်းမြင့်နေဒီကနေ့၌သောယခုဖွင့်ပြမယ်ဝိသခတရားတတ်တို့မြင်သာမှုလျော်ပြောင်းမှုနိုင်ရပါစေကုန်သတည်းမောရတုကိုစိတ်မနှွားဘူးဒီကမရှိဘဂဝီကျမ်းမာချောင်းသာစွာသာလည်းမကွာနေညာရိယာဓမ္မ၌ကျိုးစားနိုင်ကြကုန်သည်ဖြစ်၍မသိလျင်လွယ်သိလျင်ဆွဲဓမ္မစကြာဝိသခတရားသာပွဲတော်ကြီးနဲ့မလွယ်နိုင်တော့ရှိကြပါစေမလွယ်နိုင်တော့ရှိကြပါစေဟုမေတ္တာပြုသည်သာဓုသာဓုသာဓုခေါ်စေတော်အဟံဗန္တိဣတရမေနသဟအာဇီဝသမကသီလံဓမ္မယသာမိအနုဂဟံကတဝါသီလံဒေထမေဘန္တိဒုတိယပိအဟံဗန္တိဣတရမေနသဟအာဇီဝသမကသီလံဓမ္မယသာမိအနုဂဟံကတဝါသီလံဒေထမေဘန္တိသတိယံပိအဟံဗန္တိဣတရမေနသဟအာဇီဝသမကသီလံဓမ္မယသာမိအနုဂဟံကတဝါသီလံဒေထမေဘန္တိယမဟာဝဒာမိတဝဒေထနမောတသဗ္ဗဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓัสสะဗုဒ္ဓံတရဏဂစ္ဆာမိဓမ္မတရဏဂစ္ဆာမိသံဃံတရဏဂစ္ဆာမိဒုတိယပိဗုဒ္ဓံတရဏဂစ္ဆာမိဒုတိယပိဓမ္မတရဏဂစ္ဆာမိဒုတိယပိသံဃံတရဏဂစ္ဆာမိ
တိယံပိဗုဒ္ဓံတရဏဂစ္ဆာမိတတိယံပိဓမ္မံတရဏဂစ္ဆာမိတတိယံပိသံဃံတရဏဂစ္ဆာမိတရဏဂဟဏံပရိပုဏ္ဏံပါဏာတိပါဒဝေရမဏိသိက္ခာပဒံသမာဓိယာမိအဒိနာဒါနာဝေရမဏိသိက္ခာပဒံသမာဓိယာမိကာမေတုမိစ္ဆာစာရဝေရမဏိသိက္ခာပဒံသမာဓိယာမိမုဒဝါဒဝေရမဏိသိက္ခာပဒံသမာဓိယာမိဣတုလဝါစာဝေရမဏိသိက္ခာပဒံသမာဓိယာမိဖရုဒ္ဓဝါစာဝေရမဏိသိက္ခာပဒံသမာဓိယာမိကံဖပလဘဝါစာဝေရမဏိသိက္ခာပဒံသမာဓိယာမိမိစ္ဆာဇီဝဝေရမဏိသိက္ခာပဒံသမာဓိယာမိသီတရမေနသဟအာဇီဝသမကသီလံသာဓုကံကတဝအပမဒေနသံပါဒေထအဲ့တော့မနေ့ကဒီလောကကိုခွဲစိတ်တဲ့သဘာဝလုပ်ငန်းစဉ်ကြီးဖြင့်ခွဲစိတ်တဲ့သဘောတရားတွေကိုပထမကဏ္ဍဖြင့်ထုတ်ဖော်ပြီးဒီကလာဝိသခာတရားတကြီးဖွင့်ပြလိုက်ပါပြီတဲ့ဒီကနေ့အာနာပါနလုပ်ငန်းစဉ်ကြီးဖြင့်ထိုအာနာပါနလုပ်ငန်းစဉ်ကြီးမှာယုံနာတရားတွေကုဖို့ခန္ဓာတရားတွေပေါ်ဖို့ပရိသသမုပ္ပါတရားကြီးတွေအစဉ်စဉ်တက်လာပုံတွေကိုတစ်ဖန်ထပ်ပြီးတော့ယဝိသခာတရားတကြီးကအာနာပါနလုပ်ငန်းစဉ်ကြီးတွေကိုပါအားလုံးသိကျုံပြီးတော့ရင်ဖွင့်ပြပြီးတော့ထားတာဖြစ်ခြင်းကြောင့်အမျိုးသားအမျိုးသမီးတွေနားလည်ဖို့လည်းပဲအမှန်ရေးကြည့်ပါတယ်တဲ့။ဘာကြောင့်လဲဆိုလိုက်ရင်အာနာပါနတရားတော်ကြီးဟာအင်္ဂမကျေဝင်တဲ့တရားတော်ကြီးဖြစ်တဲ့ရှင်တော်မြတ်ဖရာပွင့်တော်မမူတဲ့အခါမှာတဲ့ဘယ်တရားကြီးဟာကဘာတုကဘာသားတို့ရဲ့အပေါ်မှာလွှမ်းမိုးအုပ်ချုပ်ပြီးတော့နေပါသလဲဆိုရင်အာနာပါနတရားတော်ကြီးပဲသာလဲအုပ်ချုပ်ပြီးတော့နေတယ်တဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးမပွင့်တော်လည်းပဲတဲ့ဒီအာနာပါနတရားတော်ကြီးကိုအထောက်ကြတဲ့ဖြင့်မြေရှိမိုးပြန်စံအပင်ကြီးလေးရကြတယ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးမပွင့်တော်လည်းပဲတဲ့နိဗ္ဗာန်ချမ်းသာဆိုတဲ့တရားသူတရားမြတ်ကြီးသာလျင်မထွန်းပေါ်မထွက်ပေါ်နိုင်တာတဲ့30ဘုံကြီးကိုရောက်တဲ့လူဘုံနာဘုဓမ္မဘုံတွေကိုတွားနိုင်တဲ့ဒီအာနာပါနတရားတော်ကြီးဟာဖြစ်ရင်ထင်ရှားပြီးတော့နေတဲ့တရားတော်ကြီးတစ်ခုဖြစ်တယ်တဲ့ဒီတော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးတွေမပွင့်တဲ့300ကဘာကြီးတွေမှာဘယ်တရားကြီးတွေကလည်းလွှမ်းမိုးပြီးတော့နေလဲလို့ဆိုရင်ဒီအာနာပါနတရားကြီးပဲလွှမ်းမိုးပြီးတော့နေတယ်တဲ့ဒါကြောင့်အာနာပါနလုပ်ငန်းစဉ်ကြီးဟာအင်မတန်မှကျေဝန်းတဲ့လုပ်ငန်းစဉ်ကြီးလည်းဖြစ်ပါတယ်တဲ့ယခုလောကီလမ်းကိုအထုတ်တော်မူကြတဲ့ဧသေမောသမဂါထမန္တတတရာအစရှိတဲ့လမ်းတွေကိုအထုတ်ကြတဲ့ပုဂ္ဂိုလ်တွေကလည်းပဲဒီအာနာပါနကနေပြီးတော့ထွက်ပေါ်လာတဲ့ပညာရပ်တွေပါပဲတဲ့ဒီညလည်းမကသေးပါဘူးတဲ့ယခုနိုင်ငံတော်ကြီးကိုအုပ်ချုပ်တော်မူကြတဲ့စစ်တပ်ကြီးတွေထိုးစစ်တပ်ကြီးတွေကနေပြီးသကာလအသုံးဆောင်ဖြစ်တဲ့လက်နဲ့ခေယံမိကြောက်ဘုရားအမြောက်အစရှိတဲ့လက်နဲ့ကြီးတွေအနုနည်းလောကကြီးတွေဂျိုတိလို့ဆိုတဲ့ဒီသဘာဝကြီးတွေဟာလည်းပဲဘယ်သဘာဝကနေပြီးတော့ထွက်ပေါ်လာတာလဲလို့ပညာစကားနဲ့ကြည့်လိုက်ရင်ဒီအာနာပါနဆိုတဲ့တရားတော်ကြီးကနေပြီးတော့ထွက်လာကြတဲ့ပညာအရရတည်ပဲဖြစ်ပါတယ်တဲ့ယခုလောကီသိပ္ပံပညာအရကြီးတွေလောကဓာတုဘုရားဆိုတဲ့သဘာဝခွဲစိတ်တဲ့ပညာအရကြီးတွေဟာလည်းပဲ
အာနာပါနာဖြစ်တဲ့တရားတော်ကြီးကနေပြီးတော့ပေါ်ထွက်လာတဲ့ပညာအယယတွေပါပဲတဲ့ဒီညမကသေးပါဘူးတဲ့ယခုတဲ့စုံလေးကိုယ်လေးတဲ့ပညာအယယတွေဖြင့်လူယုံဖန်ရတယ်ပြုစားတယ်ဆိုတဲ့ပညာအယယတွေဟာလည်းပဲအာနာပါနာတရားတော်ကြီးကနေပြီးတော့ထွက်လာတဲ့ပညာရတွေပါပဲတဲ့ဒါကြောင့်အာနာပါနာလုပ်ငန်းစဉ်ကြီးဟာရှင်တော်မြတ်ဖျားမပွင့်တော်မူတဲ့အခါမှာကဘာသူကဘာသားတို့ဟာဒီအာနာပါနာကထွက်တဲ့ပညာရတို့ဖြင့်သာလျင်တဲ့နိုင်ငံတော်ကြီးမှာအဲ့ဒါသေရှားအောင်ကျက်စားပြီးတော့နေကြတဲ့သဘောတရားတွေပါပဲတဲ့ဒီညတော့မကသေးပါဘူးတဲ့ယခုဘေးရင်သုံးဘုံလို့ဘေးရင်လေးဘုံလို့ခေါ်တဲ့ပညာအရာရတွေဟာလည်းပဲတဲ့အာနာပါနာကနေပြီးတော့ထွက်ပေါ်နေတဲ့ပညာရတ္တိဖြစ်ပါတယ်တဲ့ဒါကြောင့်အာနာပါနာလုပ်ငန်းစဉ်ကြီးကိုအားထုတ်ကြတဲ့ပုဂ္ဂိုလ်တွေမှာဘယ်လိုခက်ခဲတွေနဲ့လာပြီးတော့ရင်ဆိုင်တွေ့ရလဲဆိုရင်အဲဒီလိုလောကီပညာအယယတ်တွေကနေပြီးတော့ထွက်နေတဲ့အာနာပါနာတွေဖြစ်ခြင်းကြောင့်အားထုတ်ကြတဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးတွေမှာအာနာပါနာလုပ်ငန်းစဉ်ကြီးဖြင့်ယုံနာတွေကိုသဘာဝယုံနာနေရဲ့အပေါ်မှာပေါ်ထွက်လာအောင်လုပ်တဲ့အခါမှာအခက်အခဲများစွာနဲ့လာပြီးတော့တွေ့နေကြရပါတယ်တဲ့ဒါကြောင့်အာနာပါနာကထွက်တဲ့ယုံနာတရားကိုတွေ့အောင်ရှားနိုင်လို့ဟာဒီလေလောကီရဲ့ကိစ္စမဟုတ်ပါဘူးတဲ့ဆရာကောင်းနဲ့တွေ့မှာကလည်းဒီအာနာပါနာကနေပြီးတော့ယုံနာကူးတဲ့လုပ်ငန်းစဉ်ကြီးဟာလည်းပဲအလွယ်တကူနဲ့ဖြစ်မြောက်နိုင်ပါတယ်တဲ့ဒါကြောင့်ယခုရှင်တော်မြတ်ဖရာသာသနာတော်တစ်ဝက်မှာအာနာပါနာရဲ့လုပ်ငန်းစဉ်ကြီးတွေဟာနိုင်ငံတော်မှာဘယ်လောက်များထွက်နေသလဲလို့ဆိုရင်မိဘ160ကျော်180ကျော်အပြင်တိုင်အောင်ထွက်ပြီးတော့နေကြတော့ယခုလောကီပညာရေးရတဲ့အားလုံးလောက်ကိုင်းပြီးတော့နေကြတာတွေယခုလောကီဝိဇ္ဇာလနာလအစရှိတဲ့ပညာရတွေကိုအားထုတ်ပြီးတော့နေကြတာတွေဟာအကုန်လုံးအာနာပါနနဲ့မကိန်းနိုင်တဲ့လုပ်ငန်းစဉ်ကြီးတွေဖြစ်နေပါတယ်တဲ့ဒါကြောင့်အာနာပါနကနေပြီးတော့ယဝိဇ္ဇာကတရားကြီးထွက်ဖို့ဟာလည်းပဲတဲ့ဆရာကောင်းနဲ့မတွေ့လျက်အမတမအထွက်ရခက်ပါတယ်တဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကတတိပဌာန်တရားတော်ကြီးကိုဟောတော်မူတဲ့အခါမှာအာနာပါနလုပ်ငန်းစဉ်ကြီးကိုအခြေခံထားပြီးတရားဟောကြားတော်မူပါတယ်တဲ့ဒါကြောင့်ကထေသပနာဘိက္ခဝေဘိက္ခုကာယေကာယ ानु ပတိဝိရတိဣဒဘိက္ခဝေဘိက္ခုအရိညကတောဝါဒုက္ခမူလကတောဝါသုညကာရကတောဝါနိပိတတိဘာလင်ယံအဘုဇိတဝါဥဇုံကာယံပလိဒါယပရိမုခံတတေဥပါသပိတဝါသောသတောဝါအတ္တတတိသတောဝါပတ္တတတိဒီကံဝါအတ္တကံတောဒီကံအတ္တသမိတိပဇာနာတိဒီကံဝါပတ္တကံတောဒီကံပတ္တသမိတိပဇာနာတိရတံဝါအတ္တသံတောရတံအတ္တသမိတိပဇာနာတိရတံဝါပတ္တသံတောရတံပတ္တသမိတိပဇာနာတိသဗ္ဗကာယပฏิတံဝေတိအတ္တသိတ္တမိတိသိက္ခတိသဗ္ဗကာယပฏิတံဝေတိပတ္တသိတ္တမိတိသိက္ခတိပတ္တံဗျံကာယသင်္ခါရံအတ္တသိတ္တမိတိသိက္ခတိပတ္တံဗျံကာယသင်္ခါရံပတ္တသိတ္တမိတိသိက္ခတိလို့စသည်အဖြစ်မဟာသတိပဋ္ဌာန်ပါဠိတော်ကြီးမှာရှင်တော်မြတ်ဘုရားဟောကြားတော်မူတဲ့လုပ်ငန်းစဉ်အရာဝေဖန်ကြည့်လိုက်ပဲဆိုရင်ပฏิပ္ပံတရားတော်ကြီးအားလည်းပဲကိုယ်ကနေပြီးတော့ထွက်လာပြန်လဲအာနာပါနတရားတော်ကြီးကနေပြီးတော့ထွက်လာပါတယ်တဲ့ယခုမလေးပါဖုန်လေးပါလို့ပြောနေကြတာလည်းပဲအာနာပါနတရားတော်ကြီးကနေပြီးတော့ထွက်လာကြပါတယ်တဲ့ဒါကြောင့်ယောဂီရောတဲ့လောကုတ္တရာရောတဲ့အာနာပါနတကြီးကနေပြီးတော့ထွက်တာဖြစ်ခြင်းကြောင့်တဲ့အာနာပါနလုပ်ငန်းစဉ်ကြီးတွေကိုအားထုတ်ကြတဲ့အမျိုးကောင်းသားတွေအာနာပါနလုပ်ငန်းစဉ်ကြီးတွေကိုအားထုတ်ကြတဲ့အမျိုးကောင်းသမီးတွေရဲ့အဖို့မှာတကယ်ဝေဒနာနဲ့ကိုဝင်နိုင်တဲ့
ယုံနာမျိုးတွေလက်ကိုဝင်နိုင်တဲ့ခန္ဓာမျိုးတွေထွက်အောင်အာနာပါနာလုပ်ငန်းစဉ်ကြီးပေါ်လိုက်တိကျပြတ်သားစွာနဲ့ရှင်းရှင်းလင်းလင်းကြီးထွက်နိုင်ဖို့ဟာအမြင်မှမတွေ့ရတာတွေလည်းအနန္တဖြစ်နေပါတယ်ဆိုတာလေးကိုလည်းပဲယခုအာနာပါနာလုပ်ငန်းစဉ်ကြီးကိုမခွဲစိတ်မပြသေးသိကြိုက်တဲ့သဘောတရားလေးတွေကိုယခုထုတ်ပေါ်ပြီးကြတာဝိသကတရားကြီးကပြရပါတယ်တဲ့အာနာပါနတတိဘဂဝေဘာဝိတာဘုလိကတာသတ္တရောတတိပဌာနာပရိပူရင်းတိဘဂဝေခြေသားတို့အာနာပါနတတိအာနာပါနဘာဝနာကိုဘာဝိတာပွားများအပ်ရှိသောဘုလိကတာအကျဉ်းများစွာလေ့လာအပ်ရှိသောသတ္တရောလောဘဂုဏ်သောတတိပဌာနာတတိပဌာန်တရားတို့သည်ပရိပူရင်းတိပြည့်စုံကြလေကုန်၏တဲ့ဆိုလိုရလားအာနာပါနကိုပွားရင်တဲ့လောကသောတတိစာတရားတွေဟာလည်းပြည့်စုံနိုင်ပါတယ်လို့အကျဉ်းကြီးအပြည့်ဆုံးပါတော်မူတဲ့အရာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောကြားတော်မူတဲ့မဟာတတိပဌာန်တရားတော်ကြီးဟာလည်းပဲဘယ်သဘာဝတွေကနေပြီးတော့အခြေခံချပြီးတော့ထွက်လာပါလဲဆိုရင်ယခုဆရာတော်ပြောပြတဲ့အာနာပါနကနေပြီးတော့ထွက်လာပါတယ်တဲ့ဒါကြောင့်အာနာပါနကထွက်ပုံလေးတစ်ခုကိုနည်းနည်းလေးဝေဘာနှံအောင်အမြတ်မြတ်ရှင်းလင်းပြီးတော့ပြပါအောင်မယ်အာနာပါနကိုအထုတ်တဲ့ပုဂ္ဂိုလ်ဟာမိမိရဲ့ခန္ဓာကိုယ်မှာတရားလေးပေါက်ကြီးနေတာကိုလည်းပထမဆုံးဝေဘာရပါတယ်ခန္ဓာကိုယ်မှာတရားလေးပေါက်ရှိပါတယ်ခန္ဓာကိုယ်မှာတရားလေးပေါက်ဆိုတာဘယ်ဟာလဲလို့ဆိုရင်ပထမဆုံးနှုတ်ခမ်းပြားနဲ့နှာသီးပြားကလည်းအဲ့ဒါတရားပေါက်တစ်ခုပါပဲတဲ့နောက်တစ်ခါဒုတိယငယ်ရိတ်ဆိုတာလည်းပဲအုံနောက်ငယ်ရိတ်ဆိုတာလည်းပဲတရားပေါက်တစ်ခုပါပဲတဲ့နှလုံးအိမ်ကြီးကြိုက်ဆိုတာကလည်းတရားပေါက်တစ်ခုပါပဲတဲ့ချက်တိုင်ဆိုတာကလည်းတရားပေါက်တစ်ခုပါပဲတဲ့အဲ့ဒီလိုအကျဉ်းကြီးနဲ့ဝေဘာလိုက်ရဲ့မိမိရဲ့ခန္ဓာကိုယ်မှာတရားကြီး၄ပေါက်ရှိပါတယ်တဲ့အာနာပါနတရားကြီးက၄ပေါက်ဝိပဿနာယုံနာတွေကိုသာတက်တဲ့ရှိတဲ့ပုဂ္ဂိုလ်တွေကြတော့တရား၆ပေါက်ရှိတရား၆ပေါက်ဆိုတာခန္ဓာကိုယ်ကြီးမှာကြည့်လိုက်ရဲ့မျက်စိပေါက်နားပေါက်နှာခေါင်းပေါက်လျှာပေါက်ကိုယ်ပေါက်စိတ်ပေါက်လို့ဆိုတဲ့ဟောအပေါက်ကြီး၆ပေါက်အာနာပါနအနေနဲ့တရားပေါက်ကြီးကိုဝေဘာလိုက်ရင်၄ပေါက်ပဲရှိပါတယ်၄ပေါက်ဆိုတာဘယ်ဟာလဲတဲ့နှုတ်ခေါင်းပြားနဲ့နှာသီးပြားကတစ်ပေါက်ငယ်ဒိတ်အုံနောက်လို့ဆိုတဲ့အရက်ကတစ်ပေါက်နှလုံးအိမ်ရင်းကြိုက်ကတစ်ပေါက်ချက်တိုင်းကတစ်ပေါက်တဲ့ဟောပေါက်လိုက်ကြရဲ့အာနာပါနတရား၄ပေါက်ရှိပါဒီဟာရလားလို့ဆိုလိုက်ကြရဲ့အဲ့ဒီလိုဝိပဿနာအနေနဲ့ရှိတဲ့တရားပေါက်ကြီးတွေအာနာပါနအနေနဲ့ရှိတဲ့တရားပေါက်ကြီးတွေအပြင်အချုပ်ပုဒ်တာတွေကြတော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကအမျိုးကောင်းသားအမျိုးကောင်းသမီးတွေတတိမလွတ်ဖို့ဆင်ញင်ဖို့ဆိုပြီးဒီကလာဓွာရကိုပေါက်ဆိုပြီးတော့ရဲ့အဲ့ဒီလိုလည်းပြထားတာရှိပါတယ်ဓွာရကိုပေါက်ဆိုတော့ရဲ့ကိုယ်ပဲကြီးကြည့်ဓွာရကိုပေါက်ဟာအလုံးလူလိုက်ပြီးဖြစ်ပါတယ်ဒါကြောင့်မဟာလကောင်ခါရဏိယံဝဘောဇနိယံဝဧကဒွာရေနဘိဝိဘိကဝနဝဒွာရေဟိတန္တိမဟာရကောင်အဖို့များစွာထိုက်တန်လှစွာသောခါရဏိယံဝခဲဘွယ်ဒီ၎င်းဘောဇနိယံဝဘောဇတိ၎င်းဧကဒွာရေနတခုသောဒွာရဖြင့်ဝါပဇတ်ပေါက်ဖြင့်ဘဝိဘိကဝဝိနဝဒွာရေဟိကိုပါသောအပေါက်တို့မှာသံတိရေစည်းကိုထွက်လာ၏လို့ဆိုတဲ့သုတ္တနည်းမှာကုသိုလ်ဖြစ်ရာဖြစ်ကြောင်းအတွက်ဘုရားရှင်ကိုယ်တော်မြတ်ကြီးထုတ်ပြီးတော့ပြခဲ့တာကတော့ဒွာရ၉ပေါက်လို့ရှိပါတယ်ဝိပဿနာလုပ်ငန်းစဉ်နဲ့ဝေဘာလိုက်ရဲ့ခန္ဓာကိုယ်ကြီးမှာဒွာရ၆ပါးရှိပါတယ်အာနာပါနလုပ်ငန်းစဉ်ကြီးနဲ့ဝေဘာလိုက်တဲ့အခါမှာခန္ဓာကိုယ်ကြီးမှာတရား၄ပေါက်ရှိပါတယ်တဲ့အဲ့ဒီတရား၄ပေါက်ကလေးကိုပြောတယ်တတိပဌာကြီးကသောသတောဝအတ္တတတိသတောဝပတ္တတတိသောထေယောဂဝဆရာပုဂ္ဂိုလ်သည်သတောဝတတိနဲ့ပြည့်စုံသည်ဖြစ်ရတာလဲ
အသတတိထွက်သက်ကိုဖြစ်စေသောသူယောဂဝဆရာပုဂ္ဂိုလ်သည်တတောဝတတိနှင့်ပြည်စုံသည်ဖြစ်ဝေကလည်းသတ္တတတိဝင်သက်ကိုဖြစ်စေ၏ဆိုတာအဲ့ဒါနှုတ်ခမ်းပြနဲ့နှာသီးပြအပေါက်ကိုဖမ်းတဲ့နီးပါပဲတဲ့အဲ့ဒါလည်းတစ်ပေါက်ပါပဲနောက်တစ်ခါထပ်ပြီးတော့တတိစာကြီးမှာပဲဒီကဝါရှိသောမူလိအတ္တသံတော်ထွက်သက်ကိုဖြစ်စေသည်ဖြစ်၍အဟံငါသည်ဒီကောင်ရှိသောအတ္တသံဤထွက်သက်ကိုဖြစ်စေ၏ဣတိဤသို့ပဇာနာတိအပြားအားဖြင့်ဟုတ်မှန်လားအမှန်သည်ဒီကောင်ဝါရှိစွာမူလိပတ္တသံတော်ဝင်သက်ကိုဖြစ်စေသည်ဖြစ်၍အဟံငါသည်ဒီကောင်ရှိစွာပတ္တသာမိဝင်သက်ကိုဖြစ်စေ၏ဣတိဤသို့ပဇာနာတိအပြားအားဖြင့်ဟုတ်မှန်လားအမှန်သည်ဆိုတာအဲ့ဒါလည်းတစ်ပေါက်ပါပဲဆိုလိုရင်းလာတော့ရင်လူရှိထွက်တယ်ဆိုရင်လေရှိထွက်တယ်လို့မှားရမယ်လေတို့ထွက်တယ်လို့ဆိုရင်လေတို့ထွက်တယ်လို့မှားရမယ်ဆိုပြီးဒီကရအတေးရှိဆိုပြီးတော့ခေါ်ကြတဲ့အပေါက်ကအဲ့ဒါငွေရိတ်ကဖြစ်တဲ့တကားပေါင်းတဲ့ဟောနောက်တကားထပ်ပြီးတော့တိရိပ္ပံကြီးမှာပဲလောကကာယပฏิသာဝေဒီအလုံးစုံသောထွက်သက်ဝင်တဲ့နှစ်ပါးပေါင်းကိုခန္ဓာ၅ပါးယုံနာအပြင်ထေရပြုသည်ဖြစ်၍အဟံငါသည်အတ္တသိက္ခာမိထွက်သက်ကိုဖြစ်စေရဣတိဤသို့သိက္ခတိလုံးနာပြု၏လို့အဲ့ဒီလိုတစ်ခါထပ်ပြီးတော့ဟောပြတော့အဲ့ဒါကဘယ်ပေါက်ကထွက်တာလဲပြီးတော့နှလုံးအိမ်ရင်ကျိုင်းကနေပြီးတော့ထွက်လာတဲ့လေဓာတ်ကလေးကိုဖမ်းတာပါတဲ့နောက်တစ်ခါပတ္တမယံကာယသင်္ခါရံအတ္တသိက္ခာမိတိသိက္ခတိပတ္တမယံယုံရင်တော့ကာယသင်္ခါရံယုံရင်ကြံတဲ့ကမ္မထာနမိတ်ကိုပတ္တမယံတော့ငြိမ်းစေသည်ဖြစ်ဝါချုပ်စေသည်ဖြစ်အာငါသည်အတ္တသိက္ခာမိထွက်တဲ့ကိုဖြစ်စေရဣတိဤသို့သိက္ခတိလုံးလာပြီလို့ဆိုတာအဲ့ဒါဘယ်ပေါက်ကထွက်တာလဲဆိုရင်ချက်တိုင်လေးကနေပြီးတော့ထွက်လာတဲ့လေဓာတ်ကိုဖမ်းလာပါလို့အဲ့ဒီလိုလေဓာတ်ကိုဖမ်းတဲ့တကားပေါက်ကြီးတွေတကားရွက်ကြီးတွေဟာလေးဌာနရှိတော့အဲ့ဒီလေးဌာနကိုဘာကြောင့်လေးဌာနထားတော့လူရပြန်နေလို့လက်တွေပြီးနဲ့ဝေဖန်လိုက်တော့မဲ့၄ပါးပါပဲတဲ့မဲ့၄ပါးကိုခြေခံထားပြီးတော့တကားပေါက်ကြီး၄ပါးတကားပေါက်ကြီး၄ပါးဖြစ်လာပါတယ်ဘယ်လို၄ပါးဖြစ်လာလဲပထမနှုတ်ခမ်းပြားနဲ့နာသီးပြားအပေါက်ကိုဖမ်းတာကအဲ့ဒီကနေပြီးတကားလာပြတ်သွားတဲ့ယုံနာလေးအဲ့ဒီကနေပြီးတော့ပြက်လာတဲ့ခန္ဓာတွေပြိဿသမုပ္ပါဒ်တွေကိုလုံငန်းစဉ်နဲ့ယူသွားနိုင်ရင်အဲ့ဒါပထမသောတာပတ္တိမြတ်ကိုရတဲ့လုံငန်းစဉ်ပါတဲ့ဒုတိယလေလိုလေရှိဆိုတာငယ်ရိတ်ကနေပြီးတော့ထွက်တဲ့လေဓာတ်ကလေးကိုဖမ်းနိုင်လာရင်တဲ့သဝရဝမိမြတ်ကိုဝင်ပါတယ်တဲ့ဟောနောက်တစ်ခါတတိယနှလုံးအိမ်ရင်ကျိုင်းမှာရှိတဲ့လေဓာတ်ကလေးကိုဖမ်းနိုင်လာရင်တဲ့အနာဂါမိမြတ်ကိုဝင်ပါတယ်တဲ့ချက်တောင်ကနေပြီးတော့ထွက်လာတဲ့လေဓာတ်ကလေးကိုဖမ်းနိုင်လာရင်တဲ့အရဟတမေကြီးကိုဝင်ပါတယ်တဲ့အဲ့ဒါကြောင့်အာနာပါနတကား၄ပါးမလေးပါလို့ဒီလိုဖြစ်နေပါတယ်လို့အဲ့ဒါအရိယာလမ်းကနေပြီးတော့အာနာပါနလုံငန်းစဉ်ကြီးတွေကူးဖို့ကိုအကျဉ်းကြီးနဲ့တတိပ္ပာကြီးကိုပေါ်လွယ်အောင်လို့ယခုထည့်ပြီးတကလားဝိသကတရားတကြီးကိုမခွဲစေမပြမီအာနာပါနလုံငန်းစဉ်ကြီးကိုမခွဲစေမပြမီအကျဉ်းကြီးနဲ့အခြေခံထားပြီးတော့ယခုဟောပြတဲ့သဘာဝတွေပါပဲအဲ့ဒီတော့ဒီအာနာပါနလုပ်ငန်းစဉ်ကြီးကဒုလုံးရအခက်ခဲတွေရှိနေလဲလို့ဆိုလိုက်ကြတော့လေယခုသာနာတော်ကြီးရဲ့နောက်ပိုင်းမှာလာပြီးတော့လူလာပြီးတော့ဖြစ်ကြရကြတယ်လူလာပြီးတော့ဖြစ်ကြရကြတော့သာသနာရဲ့အခိုးအရှိန်တကောအာနုဘောတွေကလည်းနှိမ့်နေပြီးတော့နေတော့ဖြစ်ကြတဲ့ပုဂ္ဂိုလ်တွေမှာလည်းပဲအမျိုးမျိုးအနှောက်အယှက်တန်တတိတွေနဲ့လာပြီးတော့တွေ့ကြတဲ့သဘောတရားကြီးတွေရေဆိုင်တွေ့ကြရတော့ရင်အာနာပါနကိုလုပ်တဲ့ဆိုရင်လည်းတခါလေအနှောက်အယှက်တွေပေါ်လာတာပဲဘယ်လိုနှောက်အယှက်တွေပေါ်လာလဲမျက်စိထုတ်လိုက်တဲ့ဆိုတာနဲ့ပရိကမ္မနမိတ်ကလေးထည့်ရမယ်ဆိုရင်လည်းဝေဝေကြီးတွေမိမိကြီးတွေကြောင်းကြောင်းကြီးတွေ
ဘာကြီးတွေမသိပကြီးဆင်းရဲထားတဲ့အယုတ်ကြီးတွေလို့ဘလူကြီးတွေလို့တပည့်ကြီးတွေလို့တပည့်ဖာယာကြီးတွေလို့အမျိုးမျိုးလာပြီးတော့ပေါ်ထွက်လာတာပဲပြီးတော့လည်းပဲဒီအာနာပါနဆိုတဲ့အလုပ်ကိုလုပ်လို့တကယ်ကိုပေါ့ရောက်ပြီးတော့ကြွားကြရင်လည်းပဲလောကီအေးဆေးမောကမှာတကူအာနိသန္တာတွေကြည့်ပြီးတော့နတ်တွေခေါ်ခိုင်းတရားတွေခေါ်ခိုင်းတပည့်တွေခေါ်ခိုင်းကျုပ်ကိုယ်တွေဖမ်းဟဲထူဟဲလက်ဟဲလို့ဆိုတဲ့ဒီလိုဟာတွေလုံနိုင်ရရင်အာနာပါနလုပ်တယ်ဆိုရင်လည်းအဲဒီလိုအနောက်ချက်တွေကတခါရဲလာပြီးတကားလားနှောက်ရက်တော့တာပါပဲတဲ့နှောက်ရက်တော့အာနာပါနလုပ်တဲ့သူယောဂီမှာဒီလိုနှောက်ရက်တွေနဲ့ပဲအချိန်ကုန်ပြီးတော့ရဲ့နောက်ဆုံးဆုံးဝိညာဉ်နဲ့ပြန်ရင်ပြီးတကားလားကိုယ်စိတ်ကိုမထိနိုင်ကြတော့ရင်ဩမတတ္တယူပချိဝိဇာတတ္တနှလုံးမသားရပေါက်ပြခြင်းဒါဝီအဖို့ဒီအဇာဘဝရဖြစ်တော်ရာဤဆိုတော့ဒါနှလုံးရွတ်ပြီးတော့ရဲ့စိတ်လောက်ပြီးတော့ဖြစ်သွားတာလေပဲယခုဝိဒါကအမျိုးသမီးကြီးတွေမြင်တဲ့အတိုင်းမဟုတ်လားတဲ့တချို့တရားအထုတ်တယ်ဆိုပြီးတော့ရဲ့တော့ကြကြတော့စီးမရတာမရနဲ့ဒါတွေတုတ်တွေဆွဲအိုးမျိုးခွန်နေဖြစ်ပြီးတကားကဒီကိုမောင်းနှမရှင်လေးတွေကပဲကျိုးတွေလာကျိုးတွေနဲ့ချီချိုးခတ်ပြီးတော့အမျိုးမျိုးဆေးပါးတွေခေါ်ပြီးတော့ရကြည့်ပါကြရတာတွေယခုမျက်စိမှာမျက်မှောက်မှာမြင်ရတယ်မဟုတ်လားတဲ့အဲ့ဒါဘာကြောင့်လဲအမှန်ကတော့ရဲ့အာနာပါနကိုလုပ်တယ်ဆိုတာနဲ့အနှောက်အယှက်တွေတခါလဲကတ်လာတာပဲအကယ်၍အပြင်ကဗဟိတမှာရှိတဲ့ပြယောဂတွေကမကတ်ဘူးဆိုပါအောင်တော့ကိုယ်မှာရှိတဲ့ကံကုလေးတွေကကိုပဲနေရင်တခါတော့ကိုယ်မှာလာပြီးတော့ဝဲအုပ်ပြီးတော့လာပြန်လာတယ်တဲ့ဒါကြောင့်အာနာပါနလုပ်ရစီကြီးတွေကိုလာမင်းညနဲ့ပေါ့ရအောင်အားထုတ်နိုင်ဖို့ကလည်းမလွယ်ဘူးတကယ်အထုတ်ကြည့်တော့သိပါတယ်တကယ်အထုတ်ကြည့်လိုက်ရင်ဒီလိုအနှောက်အယှက်တွေရေဆိုင်လာပြီးတော့တွေ့ရဒါကြောင့်ကိုယ်ဟာကိုယ်အထုတ်လို့တော့မဖြစ်ဘူးဆရာသမားဓမ္မနီးခံပြီးတော့အထုတ်ရဖြစ်ရင်အဲ့ဒါပေါက်ကြရှိတဲ့လောက်တော့ပါရမီရှိတဲ့လောက်တော့တောက်နိုင်ပါတယ်တဲ့ဆရာသမားကိုနီးမရရင်နီးမယူရင်ဖြစ်ရင်ကိုယ်ဟာကိုယ်လုံးပြီးလောက်ရရင်တော်ကြတော့အိုးမျိုးခွဲမျိုးဖြစ်ပြီးတော့ရဓာတ်တွေတုတ်တွေဆိုအယူတွေဖြစ်ကုန်ကြတာဝိပါကအမျိုးသမီးကြီးတွေမြင်ကြတယ်မဟုတ်လားတဲ့အဲ့ဒါကြောင့်အာနာပါနကြီးကိုသမိတကြနဲ့တကယ်ကြနတ်နဲ့တကယ်ဝိပင်လေအာနာပါနလုပ်ငန်းစဉ်ကြီးတွေကရုပ်တရားနံတရားတွေထွက်ပြီးတော့လာတဲ့အထိပေါ်လာအောင်လုံနိုင်လို့ဟာပြီးအလုံးမဲ့ခဲရင်ပြီးတကားကနေကြတယ်တဲ့ဒီတော့ယခုတရားပြတဲ့ဌာနတွေကအာနာပါနကိုဘယ်လိုလောက်ကပြတယ်လဲလို့မေးတယ်အာထုတ်တဲ့အမျိုးသမီးတွေအာထုတ်တဲ့အမျိုးသားကောင်းတွေရဲ့စိတ်ဝိညာဉ်လေးမြင်တဲ့ရမြင်တဲ့ကြောင့်ထိရောက်တော့တာလေရှူရှိုက်ခိုင်းတယ်စိတ်ဝိညာဉ်လေးလည်းမြင်တဲ့လည်းရောချက်ချင်းရုပ်နာပဲကူးဆိုပြီးတော့ကူးလိုက်ကြတယ်အဲ့ဒီလိုနဲ့ပဲအာနာပါနကိုခြေကမယူကြရတော့တကယ်လို့တော့ကြည့်ယူလိုက်မယ်ဆိုရင်အနောက်အရှက်အမျိုးမျိုးနဲ့ရည်ဆိုင်လာပြီးတော့ပြည့်မှာဆိုလို့ခတ်တုတ်ကူးဆိုပြီးတော့ရအမြန်နဲ့ကူးနေကြရပါတယ်လို့ဒါကိုလည်းပဲသိအောင်လို့ဆရာတော်ကဖွင့်ပြီးတော့ဟောပြရတယ်ဒီတော့အင်တာမကျေဝင်းနဲ့ရှင်တော်မြတ်ဘုရားမပေါ်ထွက်တဲ့အခါမှာဘယ်တရားကလူကြီးလုပ်ပြီးတော့တရားတွေကိုခြေလဲနေပါသလဲဒီအာနာပါနကြီးကခြေလဲပြီးတော့နေပါတယ်ဒါကြောင့်အာနာပါနကြီးကိုအကျဉ်းနဲ့ဖွင့်ကြည့်ကြမယ်ဆိုတော့လောကီလမ်းတွေကလည်းအနန္တလောကုတ္တရာအရိယာလမ်းတွေကလည်းအနန္တလမ်းပေါင်းစုံကြီးတွေရှိနေတဲ့အတွက်လောကုတ္တရာအရိယာလမ်းကိုအလိုရှိလို့လုံးကြတဲ့ပုဂ္ဂိုလ်တွေရဲ့အဖို့မှာလောကီလမ်းထဲမှာပင်လျှင်တဝဲလဲနဲ့မျက်စိလည်းလမ်းမှပြီးတော့နေတတ်ကြပါတယ်လို့အဲဒါကြောင့်အာနာပါနလုပ်ငန်းကြီးတွေကိုအဲဒါယခုဆရာတော်ဘုရားထာမှာမယူတော်လဲပဲလုပ်ငန်းကြီးတွေကိုထိရအောင်မပေးထိရအောင်မခံယူတော်လဲပဲယခုဆရာတော်ဘုရားယခုခွဲပြမယ်သဘာဝကိုနားလည်သွားရင်အခုဆရာတော်ဘုရားခွဲပြမယ်သဘာဝကိုနားလည်သွားရင်ဖြစ်ရင်ကိုယ်ဥမာကိုနေပြီးတော့ရ
အားထုတ်ရင်အဲ့ဒါဖြစ်နိုင်ပါတယ်လို့ဒါကြောင့်အဲ့ဒီလိုလောကီရောလောကုတ္တရာရောကျေဆုံးထွက်ပြီးတော့နေတဲ့အာနာပါနကြီးတွေကိုလောကီလမ်းကိုပိတ်ပြီးသကလလောကုတ္တရာအရိယာလမ်းကြီးကိုမူတည်ပြီးတော့ရောအာနာပါနလောကကြီးကြီးကနေပြီးတော့ယုံမှန်တရားတွေပေါ်လာအောင်ဟာကိုဘယ်လိုလုပ်ရမလဲလို့ဆိုတဲ့တကယ်ကိုအထက်တန်းကဖြစ်ကြတဲ့အမျိုးသမီးအမျိုးသားတွေရဲ့အဖို့မှာလုပ်ငန်းစဉ်မူကြီးတစ်ခုရလာအောင်ဟာကိုဆရာတော်ဘုရားကျေးဇူးပြီးတရားလာကြာစီပြီးတော့လာတာနှစ်ပေါင်းများစွာကြာစီရပါဟိုတုန်းကလည်းပဲလောကီကန္နာတွေမဟာသမယလုပ်ငန်းစဉ်ကြီးတွေတွဲတောင်တက်ပြီးတော့အထုံးတုန်းကလည်းလုတ်ခဲ့လာပါတယ်အဲ့ဒီခါတုန်းကတော့လောကီအာနာပါနပဲတဲ့ဟောနောက်လည်းပဲတခါလောကီကြရပဲကူလာပြန်တော့လည်းပဲအာနာပါနတွေဟာမပြတ်ပါပဲအထုံးတယ်အဲ့ဒီလိုအထုံးပြီးတော့လာဒီအာနာပါနလုပ်ငန်းစဉ်ကြီးတွေကနေပြီးတော့ရဲ့ပရမယုံနာလေးတွေ့အောင်ဘယ်လိုများကူရပါမလဲဘယ်လိုများရှာရပါမလဲအာနာပါနလုပ်ငန်းစဉ်ကပရမယုံနာဆိုတာဘယ်လိုပေါ်အောင်ရှုရပါမလဲလို့ဆိုတာကိုယ်ကပဲရှုနိုင်စေကမူအောင်တော့အမျိုးသမီးတွေအမျိုးကောင်းသားကြီးတွေရှုနိုင်လို့ဟာကိုဘယ်လိုနည်းနဲ့ပြရင်မမှန်းနိုင်တဲ့လက်တွေမူကြီးပဲလို့ဆိုတာလေးတစ်ခုဖြစ်အောင်ကြံဆောင်မှပဲတောင်ရွာတွေခေခေရွာတွေစသည်ဖြင့်ရှမ်းရွာတွေမှာလည်းပဲအာနာပါနနဲ့ရှင်းတဲ့လုပ်ငန်းစဉ်တွေပေါက်ပြီးတော့နေတယ်တဲ့နောက်တစ်ခါဒီပလောက်ဒီမှာလည်းပဲလွယ်ဆိုင်ဆိုတဲ့ခရီးကြီးတွေပါလည်းပဲအာနာပါနနဲ့ရှင်းတဲ့လုပ်ငန်းစဉ်ကြီးတွေပေါက်နေတယ်ဘိခရီးကြီးမှာခရီးကိုယ်တော်မြတ်ကြီး6ပါးရတော်မူတဲ့အခါယဟန္တာကြီး6ပါးကိုဆေလွတ်တော်မူ၍သစ္စာတဲ့အတိုင်းကိုအနာဂတ်သာသနာတော်ကြီးထွန်းပေါ်ရာအတွက်ဆိုပြီးသကလားယဟန္တာကြီး6ပါးကိုလွတ်တော်မူတယ်တဲ့ဒီကဘုရားကိုယ်တော်မြတ်ကြီးကညာဘက်လက်တော်ဖြင့်အုတ်ခေါင်းတော်ကိုတုံးတတ်တော်မူတဲ့အခါမှာရွှေဆင်းရဲတူတဲ့ဆောင်းတော်6စုတို့ဟာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့လက်တော်ဘဝမှာမိကပ်ပြီးတော့ပါလာတယ်တဲ့ဟောအဲ့ဒီပါလာတဲ့6စုသောဆန်းတော်တတ်တွေကိုတဆူစီနဲ့အရှင်သောဘုရားတို့အရှင်ကုလေတရတို့အရှင်ယေဝရတို့စသဖြင့်ယဟန္တာကြီးတွေကိုပေးရတယ်တဲ့အဲ့ဒီကမှအဲ့ဒီဟန္တာကြီးတွေကကောင်းဝင်ခရီးတွေဇာသမဘဖြင့်ကောင်းဝင်ခရီးကပြန်ကြွပြီးတကလားတတိတော်တို့ယခုဒီဆန်းတော်တတ်ကြီးတွေဟာအနာဂတ်သာသနာတော်ကြီးထွန်းပေါ်ရာအတွက်သစ္စာတရေတိုင်းမှာကြွရောက်ပြီးတကလားဇေဒီပထိုးတွေဖြစ်အောင်တတိတော်တို့ဆောင်ရွက်ပါမယ်ခင်ဗျာဆိုပြီးတော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးလည်းကြည်ပြီးတကလားရှိခိုးရတဲ့ဝိတုရဲ့အခါမှာအနာမလေးတဲ့အရှင်အာနန္ဒကလျှောက်တယ်တဲ့ဘယ်လိုလဲလျှောက်လဲဘုန်းတော်ကြည်တော်မူသောရှင်တော်မြတ်ဖရာဤ6စုသောရှေဆင်းနေတူသော6စုသောဆံတော်မြတ်တို့ဟာပြစ္ဆန္တရေတိုင်းလို့ကြတော်မူတဲ့အခါမှာအနာဂတ်မှာဘယ်လိုများဖြစ်တော်မူပါမလဲဖရာတဲ့တခါတည်းကြတယ်ဆိုတာနဲ့ဒီကိုအနန္တရိထပြီးဒီကလာလူတွေရဲ့အပူသောအကိုးပဲကြီးကိုတကယ်ခံရမှာပဲလားဒီပုံစံနဲ့ဒီဆောင်း6ခုတွေကတမယာရာမှာပဲမြုပ်ပြီးတော့လာတော့အောင်တုံကြီးတွေထုံးပြီးဒီကလာလူမတွေ့တဲ့နေရာမှာရောက်ပြီးဒီကလာဘယ်လိုများနေရမလဲဖရာလို့အဲ့ဒီလိုလျှောက်တဲ့အခါမှာဘုရားရှင်ကိုယ်တော်မြတ်ကြီးကမိန့်တော်မူတဲ့จิตာအာနန္ဒာတဲ့ဒီ6ခုသောဆံတော်တတ်သူသည်ယခု2500သောသာသနာမှာမပေါ်ထွက်နိုင်သေးဘူးတဲ့ဆင်းရဲငြိမ်စွာနဲ့ပဲနေကြရလေအောင်မယ်တဲ့သာသနာ2500ကျော်တဲ့အခါမှာဤ6ခုသောဆံတော်တတ်သူဟာတပြိုင်တည်းထွန်းပေါ်ကြလိမ့်မယ်တဲ့ဟောအဲဒီ6ခုသောဆံတော်တတ်ကြီးတွေကိုအမိပြုပြီးတကားလားပစ္စံတွေတိုင်းလူတိုင်းသားတွေမှာအကျိုးစီးပွားတွေများလိမ့်မယ်တဲ့ဟောဒီ6ခုသောဆံတော်တတ်ကြီးတွေကိုအမိပြုပြီးတကားလားပစ္စံတွေတိုင်းလူတိုင်းသားတွေမှာငါဖရာရဲ့သာသနာတော်ကြီးကပြက်ပြမကြအောင်စီကားလေအောင်မယ်လို့ဘုရားကိုယ်တော်မြတ်ကြီးပြိဋ္ဌိတော်ထားတော်မူတဲ့အဲဒီထားတော်မူခဲ့တဲ့သာတော်ကြီးတွေကိုအသီးသီးပြည့်ဆောင်ပြီးတကားလား
သစ္စာတရေတိုင်းတဲ့ယဟန္တာကြီး၆ပါးတောက်ပြီးခရီးကြီးကြွရောက်တော်မူတဲ့ပြကြတော်မူကြတဲ့အခါမှာပထမဆုံးဒီနေရာမှာဖြစ်ရင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ဆံတော်ဓာတ်ကိုဌာပနာမှပဲဇေဒီပဒေဖြစ်အောင်တေမပဲလို့အာယုပြုလိုက်တဲ့ဆိုတာနဲ့တရားမင်းကြီးကဆင်းပြီးကြလားဆံတော်ဓာတ်ကိုခါယူတယ်တဲ့အဲ့ဒီခါမှာတရားမင်းကြီးကသာလနာဒါယကပြုလုပ်ပြီးကြလားတေတဲ့ဇေဒီကိုတော့ရင်အဲ့ဒါထူပကိုကြံမြင်ရတာဘယ်လိုရတာလဲသက္ကာထူပစေဒီတဲ့အဲ့ဒီတိုင်းနဲ့ပြစ္ဆုတ်ကဖြစ်တဲ့မောလကာကြီးကတရားခံပြီးတော့ပြောတဲ့ဇေဒီကိုတော့ပြစ္ဆုတ်နာထူပစေဒီမြစ်သမုဒ္ဒရာထဲမှာနေတဲ့ဝိရိယငကားမင်းကြီးကထွက်ပြီးကြလားအမောက်ကိုခံယူပြီးတော့ရောဒီတဲ့ဇေဒီကြီးလေးကြလာတဲ့ဝိရိယထူပစေဒီဇေကုံရဲ့ကြီးဥပ္ပခတွေကလူကြီးလုပ်ပြီးတော့ပြေကြတဲ့ဇေဒီကြတော့ဝါနိစ္စထူပစေဒီကျေကလာတွေကျေကုန်တွေကလူကြီးလုပ်ပြီးတော့ပြေကြတဲ့ဇေဒီတွေကြတယ်ရဲ့ဓမိယာထူပစေဒီသမုဒ္ဒရာဆောက်မယ်မနိမေကရဏဓမိယာလူကြီးလုပ်ပြီးတော့ပြေတဲ့ဇေဒီကြတယ်ရဲ့မနိမေကရထူပစေဒီလို့ဆံတော်60ရာဇေဒီ60ဖြစ်လာပါတယ်တဲ့ဟောအဲ့ဒီဆံတော်60တွေကယခုရှင်မောမြတ်ဘုရားသာသနာရဲ့တဝက်မှာတစ္ဆနဲ့ယခုလူတွေရဲ့အပူရောပကဆိုတဲ့သဘောတရားတွေရောက်လာပါပြီလို့ဇေဒီပဒေတွေဖြစ်လာပါပြီဟိုလိုမှာပြိုကွဲပြက်ကြပြီးသလားဘုရားမှမဲ့ဘုရားရဲ့လို့မသိတော့တဲ့ဟာကြီးတွေလည်းယခုဘုရားပဒေတွေဖြစ်ကုန်ပါပြီလို့အဲဒီအနာဂတ်သာသနာတော်ကြီးတွေရှင်မောမြတ်ဘုရားချတော်မူတဲ့ဆံတော်60ဓာတ်ကြီးတွေကလည်းပဲယခုဆရာတော်ပြောပြတဲ့အာနာပါနတရားကြီးတွေကထွက်ပေါ်လာပါတယ်လို့ဟောအဲ့ဒီလိုဒုက္ခရကြီးကနေပြီးကြလားထွက်ပေါ်လာကြတယ်ယခုတခါပြောပွဲမြို့ကနေပြီးတော့ပထမဆုံးဆရာတော်ပြလာတဲ့ခါတုန်းကလည်းပฏิပဒံတရားတော်ကြီးနဲ့ပတ်သက်ပြီးကြလားရှိကအထုတ်ပြီးတော့ကြွားကြတဲ့ပါရမီကြီးတွေကလည်းပဲအာနာပါနလုံငန်းကြီးတွေကပေါ်ထွက်ပြီးတော့လာပါတယ်အဲ့ဒီလိုရှမ်းပြည်တောင်တိုင်းရောက်ပါရခိုင်ပြည်ပလောင်ပြည်မှစ၍ဒုက္ခရကြီးသာမကြမ်းပထုံခရကြီးမှရှိတဲ့တောင်သားတွေကစမကြမ်းအကုန်လုံးထွက်ကြတဲ့ယခုအနာဂတ်သာသနာတော်ကြီးအတွက်ထွက်ပြီးတော့လာကြတဲ့အာနာပါနယုံနံတရားအရိယာတရားကြီးတွေကူးတဲ့အာနာပါနတရားကြီးတွေကိုယခုပေါင်းစပ်ပြီးတဲ့အခါကြတော့မှယခုဆရာတော်တို့ကဝိသခာတရားတာဆိုပြီးတော့ယခုဖွင့်ရတာဖြစ်ပါတယ်လို့အဲ့ဒီထွက်တဲ့တရားဓာတ်ကြီးတွေကိုပေါင်းစပ်ပြီးတော့မှအာနာပါနတရားဓာတ်ကြီးတွေပေါင်းစပ်ပြီးတော့မှမလွဲနိုင်တဲ့ကြောင်းသောမူဖြစ်ရင်ယခုဆရာတော်ဘုရားရေးဆွဲပြီးကြလားအာနာပါနလုပ်ငန်းကြီးတွေကိုလုပ်တဲ့ပုဂ္ဂိုလ်ဟာဒီလိုလုပ်ရမယ်ဒီလိုပေါ်ရရမယ်ဒီလိုအထောက်ရမယ်ဆိုလိုက်တဲ့မူကြီးတစ်ခုဆရာတော်ရေးဆွဲပြီးကြလားအနေနဲ့အရရဒီမှာလည်းဒီတရားလုံငန်းကြီးတွေကိုပြရပါပြီလို့ဒါကြောင့်မလွဲနိုင်တဲ့မူကြီးဖြစ်အောင်လုပ်ရတာကဘယ်နှစ်ပေါင်းဘယ်လောက်ကြာပါလဲလို့ဆိုရင်9နှစ်လောက်ကြာပါအဲ့ဒီဟာနဲ့ပတ်သက်ပြီးကြလားဒီလိုမူကြီးတွေဖြစ်အောင်လုပ်နိုင်တဲ့အတွက်ဓမ္မစရာသာငါးမျိုးဖွဲ့ကြီးဖွဲ့ပြီးတော့ရဲ့တရားရွတ်ဖတ်တဲ့လက်စပီကာကြီးတွေဝယ်ပြီးတော့ရဲ့တစ်ခုလည်းမပြီးတော့နှစ်ခုသုံးခုလုံးပြီးဝယ်အဲ့ဒါလာမတော်လို့ဓမ္မစကြာတရားတကြီးကိုလိုက်ရွတ်ယခုနောက်တော့ကပါပြီးတော့လာတဲ့ပြောဝဆရာတော်ကြီးဆိုတာလည်းပဲသုံးနှစ်ပြီဒီအာနာပါနနဲ့ရှင်တဲ့တရားတကြီးတွေရေတတ်ကနေပြီးတော့ထွက်လာတဲ့တရားတကြီးတွေကိုတစ်ခုသောမူဖြင့်ပြီးနိုင်အောင်ထွက်နိုင်အောင်ဆိုပြီးကြလားဓမ္မစကြာတရားကြီးတွေကိုရွတ်ဖတ်ဖို့အတွက်ဆိုပြီးတော့ပြောဝဆရာတော်ကြီးကိုယ်တိုင်လည်းကြွပြီးကြလားဒုက္ခရိုင်းနေရောအေရဝတီမြို့ဟာကျင်းတော်မှာရှိကြတဲ့ရေတတ်တွေပါမကြမ်း9နှစ်တန်းလည်းအားထုတ်လိုက်တဲ့အခါကြလာတော့ယခုအာနာပါနတရားလုံငန်းစဉ်ကြီးကနေပြီးကြလားအာနာပါနတရားလုံငန်းစဉ်ကြီးကနေပြီးကြလားယုံနာဆိုတဲ့သဘောတရားကြီးတွေကိုကိုယ်တိုင်ကမပြတော့လည်းပဲယခုဆရာတော်ဟောပြတဲ့မူကလေးကိုနားလည်ကြရင်ဖြစ်ရင်တဲ့ကိုယ့်ရဲ့နေအိမ်မှာအဲ့ဒါလူကြီးတိတ်တဲ့အခါမှာည
10 နာရီ7 နာရီဖြစ်စေမနေ့က4 နာရီနောက်4 နာရီ5 နာရီဖြစ်စေဘုရားရှိခိုးထိုင်ပြီးတော့စိတ်ငြိမ်စွာနဲ့အဲ့ဒီလိုအားထုတ်လိုက်ရင်ဖြစ်ရင်အဲ့ဒါဖြစ်နိုင်ပါတယ်လို့အဲ့ဒါတော့အရေးကြီးတဲ့မူရလျံအထည်အရှားထွက်နိုင်လို့သိနိုင်ဖို့လာရင်အရေးကြီးပါတယ်လို့ဆိုပြီးတော့ယခုဆရာတော်ဘုရားကိုယ်တိုင်အနေနဲ့အယက်ရက်ဒီမှာအာနာပါနတ္တတွေကိုယ်တိုင်လိုက်ပြီးကြတာကြွမြန်းပြီးကြတာဒီတရားကကြီးတွေတွားပြီးတော့ရမပေါ်ပေါ်လောက်ရတာကတမျိုးဘာသာတော်တွေကိုယခုလိုတရားပြတရားဟောတဲ့လောကကြီးတွေဖွဲ့ပြီးကြတာအဲ့ဒါသိရတာကတဖုံအဲ့ဒီလိုအားထုတ်ကြတဲ့လုပ်ငန်းစဉ်ကြီးတွေတဲ့ယခုအာနာပါနဖြစ်တဲ့လုပ်ငန်းစဉ်ကြီးဟာဖြစ်ရင်အမျိုးသားအမျိုးသမီးတွေဝိသကအမျိုးသားမျိုးသမီးတွေအတွက်မူကြီးတစ်ခုထွက်လာပါပြီလို့ဒီနေ့ဒီမူကြီးကိုယခုဆရာတော်အဲ့ဒါဝေဘာပြီးတော့ပြလိုက်ရင်လည်းဘယ်လိုလုပ်ရဖြစ်ရင်ဒီတရားကကြီးရနိုင်ရဲ့လို့ဆိုတာကိုလုပ်ရတဲ့ကြီးတွေကအမြင်မှန်နေလာပြီးတော့ပြောတာတော့မယ်လို့ဒါကြောင့်အမြင်တမ်းမှာပြောရလာတဲ့အမြင်တမ်းမှာဤပေါင်းစုံနဲ့ဤပေါင်းစုံနဲ့တရားပေါင်းစုံနဲ့လောကီဖြစ်တဲ့ဘုရားတကြီးတွေကကျေဝန်းပြီးကြတာပါဝင်နေတဲ့ဤအာနာပါနာတရားလုပ်ငန်းကြီးတွေ၌ဝိပဿနာယုံနာနဲ့လည်းပြီးနိုင်အောင်ဟာကိုအဲ့ဒါသံဉာဏ်လုံရင်လည်းမလွယ်လာပါဘူးလို့တကယ်လုံးမှသာလဲအဲ့ဒါတကယ်အားထုတ်မှသာလဲလုပ်ငန်းကြီးမှန်လို့ရောက်နိုင်ပါတယ်လို့ဒီလိုမှမဟုတ်ပဲနဲ့အာနာပါနရှုစိတ်ကိုသံဉာဏ်လုံရင်လည်းယုံနာကိုဆိုလိုက်ရင်လည်းအဲ့ဒါယုံနာဟာအလဲတကူနဲ့မဖြစ်ပါဘူးလို့ဒါကြောင့်အကျဉ်းလေးနဲ့ယခုအာနာပါနကိုမခွဲပြသေးဘူးယုံနာဆိုတဲ့အကျဉ်းလေးတစ်ခုမှလုပ်ငန်းစဉ်နဲ့အခြေခံလေးတစ်ခုပြပါအောင်မယ်ဥပမာသွားတယ်ဆိုတဲ့လုပ်ငန်းစဉ်လေးကိုအားထုတ်တဲ့ပုဂ္ဂိုလ်ဟာပဲစဉ်းစားကြစမ်းပါဦးသူဘယ်လိုသဘောလေးတော့မှတီးပြီးတော့မှတ်နေတာလဲသွားတယ်ကိစ္စတော်ဝါသွားတော်လီအဟံငါတိကိစ္စမိသွား၏လို့ဘုရားရှင်ကိုလည်းမြတ်ကြီးဟောတော့ကဲဒါဖြင့်သွားလို့သိရမယ်လို့ဆိုတဲ့ရှိတဲ့ပုဂ္ဂိုလ်တွေလုပ်တဲ့ပုဂ္ဂိုလ်တွေကဘယ်လိုများလုပ်မလဲသွားတယ်လို့မှတ်တယ်မဟုတ်လားကဲဘယ်လိုမှတ်တယ်လဲခြေတော့ကံလမ်းလိုက်ရင်သွားတယ်နောက်ကလမ်းလိုက်ရင်သွားတယ်ဒီလိုမှတ်တယ်အဲဒီလိုမှတ်တဲ့အမှတ်ကလေးကိုပဲလေယခုပညာနဲ့ကြည့်ပါဦးသွားတယ်လို့မှတ်တာမင်းဘယ်ကိုဘာကိုမှတ်တယ်လဲတလမ်းပြီးတလမ်းမှန်းတာကိုမှတ်တယ်ဒါဖြင့်မင်းခြေပွားကြီးအပေါ်မှာပညာပေါ်တင်ပြီးတော့မှတ်နေတာပဲမဟုတ်လားဟုတ်ပါတယ်ပညာပေါ်တင်ပြီးတော့မှတ်တာပဲအဲ့ဒီမှတ်တဲ့ပညာကြီးကနေပြီးတော့ကောင်းရုံနာကူပါလို့ဆိုလိုက်ရင်ဒီဘာရုံနာကူမလဲမသိလျက်ရုပ်သိလျက်နာဘွာရာကယုတ်တိရာကနာယုံနာလို့ဒီလိုပြီးပြီးတော့ဟာပဲအဲဒီလိုပြီးတော့လေဘွာရာကယုတ်တိရာကနာလို့ဒီလိုကူးလိုက်ရင်ဘွာရဲဆိုတဲ့ယုတ်ကြီးကဘယ်လိုပါလဲမေးတော့ခြေဘဝကြီးကယုတ်ကြီးဖြစ်မနေဘူးလားတဲ့ဟောသိရဆိုတာနာဆိုလိုက်တော့အဲ့ဒီခြေဘဝကြီးလှမ်းလိုက်သွားတယ်ဆိုတဲ့အဲ့ဒါသိမှုလေးပေါ်တာနာဆိုလိုက်တော့အဲ့ဒီလိုပေါ်တဲ့ယုံနာဟာတကယ်ကိုပฏิပါဏိနဲ့မှန်းတဲ့ယုံနာလားလို့ဝေမှန်လိုက်ရင်ဘယ်မှာဟုတ်မလဲတဲ့အဲ့ဒါပရိယယုံနာပဲတဲ့ဟောပရိယယုံနာဆိုတာယခုသင်္ကေကိုပြလိုက်ရင်ယုံဆိုတာဘယ်ဟာလဲလို့မေးအဲ့ဒါယခုနဓာတ်ရှိပါဓာတ်ကိုပါအစရှိတဲ့ယုတ်စုယုတ်ကုန်းယုတ်ခဲကြီးတွေယုတ်ဆိုတာဘယ်ဟာလဲဟောဒီဖေးပါကြီးယုတ်ဟောဒီလက်ဖက်ရဲ့အိုကြီးယုတ်ဟောဒီအိမ်ကြီးယုတ်အဲ့ဒီတိုင်ကြီးယုတ်လို့အဲ့ဒီကိုပြောတဲ့သဘောတရားပဲမဟုတ်လားအဲ့ဒီကိုပြောတဲ့သဘောတရားဟာဒီတွားရဲဆိုတဲ့ဟာဘယ်ညာနင်းပြီးတော့ရှိမှသိရမှာလားပရိယကိုကျင့်တဲ့လူရောမသိနိုင်ဘူးလားသိနိုင်တာပဲမဟုတ်လားအဲ့ဒါကြောင့်အဲ့ဒီလိုသိကြတဲ့ယုံနာတွေဟာအဲ့ဒါပရိယတိယုံနာလာလျင်ဒီဂရီလာပြီးတော့ထွက်တယ်တဲ့ဟော
အဲ့ဒီလိုယုံနာမျိုးကိုဝိသကတရားတကြီးကအခြေခံမထားပါဘူးတဲ့။ဘာကြောင့်လဲဒီယုံနာမျိုးဟာပရိယာယုံနာဒီယုံနာမျိုးဟာပညာတိယုံနာဒီယုံနာမျိုးဟာပညာယုံနာပညာယုံနာနေဖြစ်တော့ဘာဖြစ်မလဲရှင်းကိုခန္ဓာပေါ်အောင်မလုပ်နိုင်ဘူးတဲ့ခန္ဓာမပေါ်တော့ရင်ဘာဖြစ်မလဲပရိစ္ဆေသမုပ္ပါဆိုတဲ့တရားကြီးမထွက်နိုင်ဘူးတဲ့ပရိစ္ဆေသမုပ္ပါတရားကြီးမထွက်နိုင်တော့ရင်ဘာဖြစ်မလဲတဲ့မဲ့မဝင်နိုင်ဘူးတဲ့အဲ့ဒါကြောင့်ဒီယုံနာမျိုးကိုဝိသကတရားကမဖမ်းဘူးတဲ့ဒါပြည့်ရယုံနာနေမို့လို့ဒါကြောင့်ဘယ်လိုယုံနာမှဖမ်းမလဲတခါထပ်ပြီးတော့ခွဲပါအောင်ခွဲပြီးတော့အရှုခိုင်းရတယ်ဆိုပါတော့ကဲရှုပါအောင်ကွာကြွားတယ်ရှုတော့ရှုပါများလာတော့တရားအထုတ်တဲ့ပုဂ္ဂိုလ်ကဘယ်လိုပြောလာလဲဆရာကြွားတဲ့သဘောတရားတွေကြွားတဲ့အခိုက်တန်းဟာကျွန်တော်ပြပါပြီလို့ပြောတယ်။ဒါကြောင့်ဒုတိယမင်းဘယ်လိုပြည့်ရတာလဲထပ်လို့ဆရာကတခါလုံငန်းစဉ်ပြေးကြတယ်။ဘယ်လိုပြောလဲခြေတော့တခါမှကိုမင်းလည်းဒီသဘောတရားလေးတွေမြင်အောင်မရှိရမယ်။ဘယ်လိုရှိရမလဲဆိုတော့ဆရာကထပ်ပေးတယ်။ခြေတော့ကိုလှမ်းလို့မယ်လို့ဆိုရင်ပထမဒီခြေပွားကိုကြွတာကတက္ကန္တမဟုတ်လားနောက်တစ်ခါရှင်းပြီးဆောင်လိုက်တာကတက္ကန္တမဟုတ်လားနောက်တစ်ခါမြေကိုနင်းလိုက်တာကတက္ကန္တဟောပုံကန္တလည်းကြရောတွားတယ်ဆိုတော့သဘောတရားကြီးပေါ်မလာဘူးလားဟုတ်ပါတယ်ဆရာပေါ်လာပါတယ်ဒါဖြင့်ခြေတော့ကနာမှာလမ်းတိုင်းပထမလမ်းရောက်မယ်လို့ဆိုလိုက်တာကခြေတော့ကလေးကိုအပေါ်ဖြတ်ရတယ်မဟုတ်လားအဲ့ဒီဖြတ်လိုက်တာလေးကနှုတ်တယ်ရှေ့ပြီးဆောင်လိုက်တာလေးကဆောင်းတယ်တခါထပ်ပြီးတော့မြင်လို့မြင်လိုက်တာကအဲ့ဒါမြင်တယ်ဟောနှုတ်တယ်ဆောင်းတယ်ချတယ်ဒီသဘောတရားလေးဒီအမှုရာလေးသုံးချက်ဆက်လာတယ်မဟုတ်လားလို့တရားပေးတဲ့ဆရာကပြောတယ်ဟုတ်ပါတယ်ဆရာရဲ့ဒီသုံးချက်ထက်လာတယ်အဲ့ဒီသုံးချက်ကလေးကိုမင်းခြေတော့လှမ်းတိုင်းဒီသုံးချက်ကလေးကိုမြင်အောင်ဖမ်းရမယ်လို့ဒီလိုလုံငန်းကိုပြေးကြတော့တခါတည်းဘယ်ညာလို့ရှုတဲ့ပုဂ္ဂိုလ်ကဘယ်လိုထပ်ပြီးတော့ရှုရမှာလဲခြေတော့တစ်ချက်လှမ်းလိုက်ကြနဲ့နှုတ်တယ်ဆောင်းတယ်ချတယ်နှုတ်ဆောင်ချခြေတော့လှမ်းတယ်ဒီဒီဟာလေးပဲနှလုံးသွင်းရကြတယ်နှုတ်ဆောင်ချအဲ့ဒီလိုနှလုံးသွင်းတယ်ကျင်းပါလဲများလာတော့ထိုယောဂီဟာဘယ်လိုဟာလေးတွေထင်လာကြလဲခြေတော့ကလမ်းမှာကိုပဲလဲနှုတ်တယ်ဆိုတဲ့အမူအရာလေးတွေရှေ့ရဆောင်လိုက်တဲ့အမူအရာလေးတွေမြေကိုနင်းလိုက်တဲ့အမူအရာလေးတွေလဲထင်လာရောအဲ့ဒီကနေပြီးတော့ယုံနာကူဆိုလိုက်တော့ကောက်တယ်လို့ယုံနာကူတယ်လေဒီဆရာကတရားပြတဲ့ဆရာကတခါထပ်ပြီးတော့ဒီလိုယုံနာကူဆိုလိုက်တော့အဲ့ဒီလိုယုံနာကူဆိုလိုက်တော့အဲ့ဒီခါကျတော့အနိစ္စဒုက္ခအနတ္တဆိုပြီးတော့အကူခိုင်းတယ်တဲ့ဟောအဲ့ဒီလိုအကူခိုင်းတဲ့ဒီအနိစ္စတွေဟာရောတဲ့လိုက်ကြည့်ပါဦးတဲ့ဘယ်လိုအနိစ္စတွေလဲဆိုလိုက်တော့ခြေကောက်နှုတ်တယ်ဆောင်းတယ်ချတယ်ဆိုလိုက်တဲ့အမူအရာလေးပေါ်မှာလာပြီးတော့ရှုနေတဲ့အနိစ္စတွေပဲမဟုတ်လားတဲ့ပြီးတော့ခြေကောက်နှုတ်တယ်ဆောင်းတယ်ချတယ်ဆိုတဲ့အမူအရာတွေဟာရောတဲ့သဘာဝနဲ့ဝေဘာကြည့်လိုက်မယ်ဆိုရင်လည်းမနေ့ကဆရာတော်ဟောခဲ့တဲ့သံဃာကပညာရိပ်တွေပဲမဟုတ်လားတဲ့ဟောသံဃာကပညာရိပ်ကဘယ်လောက်ကျယ်လာလဲသံဃာအယုံနမိတ်လက္ခဏာအတော်အရှိအပုအဝိုင်းအလုံးအခုအပြာအတဲ့ရအဆောင်လို့မနေ့ကဆရာတော်ဟောခဲ့တယ်အဲ့ဒီသံဃာကပညာအယုတ်ကလေးတွေကိုအနိစ္စလို့ရှုတာပဲမဟုတ်လားတဲ့ပြီးတော့ဒီရှုတဲ့အနိစ္စဟာရောတဲ့ပရမတ်ကိုရှုတဲ့အနိစ္စမဟုတ်ပညာကိုရှုတဲ့အနိစ္စဖြစ်ခြင်းရောက်
ဘယ်မှာလျံသတ္တရဒိဋ္ဌိဥစ္စာဒိဋ္ဌိဆိုတဲ့ဒီဒိဋ္ဌိကြီးတွေကျွတ်မလဲတဲ့ဒီတော့အဲ့ဒီလိုရှိတဲ့မိစ္ဆာတွေဟာသဘာဝမှာလိုက်ပြီးတော့ကြည့်လိုက်ရင်ယခုပဋိစိတ်ကြတဲ့အနိစ္စမျိုးတွေကဖြစ်လာမှာမဟုတ်လားတဲ့အနိစ္စပဋိတလုံးချလိုက်ပဋိကြသွားတာအနိစ္စလို့ရှိနေတယ်လို့ပဲအဲ့ဒါပညာတိအနိစ္စကတော့ကြောက်အဲ့ဒါကြောင့်အဲ့ဒီလိုလုပ်တဲ့ယုံနာမျိုးကလည်းပဲဟောယခုဆရာတော်တို့ကဝိသကတရားကြကြီးရမထွက်ပေါ်ပါဘူးတဲ့ဟောဒါဖြင့်အရှင်ဘုရားရဲ့ယခုပြမယ်ဝိသကတရားကြကြီးဟာဘယ်လိုယုံနာမျိုးကနေပြီးတော့ထွက်မလဲလို့လက်တွေနည်းနဲ့ခွဲပြီးတော့ပြပါတော့လို့ဆိုရင်အဲ့ဒါယခုရှိရှိတဲ့ပုဂ္ဂိုလ်မှာထွက်လိုက်ဝင်လိုက်ထွက်လိုက်ဝင်လိုက်ဆိုလိုက်တဲ့လေကကလေးရှိတယ်မဟုတ်လားတဲ့ဟောဒီကရဲ့ဝိညာဉ်ဆိုတာလည်းလေကကလေးပဲမဟုတ်လားထွက်တယ်ဆိုတာလည်းလေကကလေးပဲမဟုတ်လားတဲ့ဟောယခုကရွတ်လိုက်တဲ့ပါဠိတော်တိုင်းသောထေယောဂဝဇ္ဇရာပုဂ္ဂိုလ်သည်သတောဝသတိနှင့်ပြည့်စုံသည့်ဖြစ်ရတာလည်းအတ္တသတိထွက်တဲ့ကိုဖြစ်စေသောထေယောဂဝဇ္ဇရာပုဂ္ဂိုလ်သည်သတောဝသတိနှင့်ပြည့်စုံသည့်ဖြစ်ရတာလည်းပတ္တသတိဝင်တဲ့ကိုဖြစ်စေလို့ရွတ်လိုက်တဲ့အတိုင်းဒီတော့ထွက်တယ်ဆိုတာလည်းလေကကလေးပဲမဟုတ်လားဝင်တယ်ဆိုတာလည်းလေကပဲမဟုတ်လားအဲ့ဒီလေကကလေးကိုအဲ့ဒီလေကကလေးကိုခွဲပါအဲ့ဒီလေကကလေးကိုခွဲလိုက်တဲ့အခါမှာသဘာဝဖြစ်တဲ့ပရမယုတ်တဲ့ဘောနာဘောလေးထွက်လာပါလိမ့်မယ်တဲ့အဲ့ဒီပရမသဘာဝဖြစ်တဲ့ယုတ်ဘောနာဘောလေးထွက်လာမှအဲ့ဒီယုတ်နာမျိုးကိုမှဝိသကတရားတကြီးကအခြေခံထားတယ်တဲ့ဘာကြောင့်လဲတကယ့်ကိုပရမယုံနာအစစ်ကိုမူတယ်မှသာလျှင်အဲ့ဒီကနေပြီးတော့ခန္ဓာတွေထွက်နိုင်တယ်တဲ့ခန္ဓာတွေထွက်နိုင်မှာပရိစ္ဆသမုပ္ပါဒ်ကြီးထွက်နိုင်တယ်ပရိစ္ဆသမုပ္ပါဒ်ကြီးကိုတကယ်မြင်မှမက်ကိုလည်းတက်နိုင်တယ်တဲ့ဒါကြောင့်ပရမယုံနာအစစ်ကိုသာလျှင်မူတည်ထားမှသာလျှင်အဆင့်ဆင့်တက်ရအောင်မယ်ဒါကြောင့်ပရမယုံနာကိုမဟုတ်ဘဲနဲ့ပညာယုံနာတွေကိုသာလည်းမူထားရခြင်းဒီနေရာမှာဖြစ်ဒီနေရာမှာပြောင်းနေဟာနောက်ဆုံးဘာမှအဖတ်ဆယ်မရပဲဖြစ်နေမယ်တဲ့အဲ့ဒါကြောင့်ယခုဆရာတော်ကိုပြမယ်အာနာပါနကယုံနာကူပါဆိုတာဘယ်လိုကူမလဲယခုထွက်လိုက်ဝင်လိုက်ထွက်လိုက်လုပ်နေတဲ့လေတာကလေးကိုပဲလေတဲ့ဟောခွဲစိတ်နဲ့ဒါကြောင့်ဒီလေကကလေးကိုဘယ်လိုခွဲသိမလဲဆိုလိုက်တော့လေကကလေးကိုခွဲသိတဲ့ပုဂ္ဂိုလ်ဟာအဲ့ဒါပစိတ်တုတ်ပြီးတော့အမျိုးသမီးတွေဖြစ်ရင်ပစိတ်တုတ်ပြီးတော့ထိုင်ရမယ်အမျိုးသားတွေဖြစ်ရင်ယခုဆရာတော်ထိုင်လို့ဘုလုံးပွဲထိုင်ရမယ်တဲ့အဲ့ဒါကြောင့်ဘာလင်ကောင်ကိုထဲတဲ့ကိုအဘုဇ္ဇဝါဖွဲ့ရဲ့ကာယံခန္ဓာကိုယ်ကိုပဏိဒါရထား၍ဟောပရိမုခေါင်ကမ္မတာအာယုန်ကိုရှိရှိလျက်တတေတတိကိုဥပတပိတဝါရှိစေ၍မိတိတတိနေ၏သောထိုယောဂဝဆရာပုဂ္ဂိုလ်သည်တတောဝတတိနှင့်ပြည့်စုံ၏ဖြစ်ရတာလဲအသသတိထက်တဲ့ကိုဖြစ်စေသောထိုယောဂဝဆရာပုဂ္ဂိုလ်သည်တတောဝတတိနှင့်ပြည့်စုံ၏ဖြစ်ရတာလဲပတ္တတတိဝင်တဲ့ကိုဖြစ်စေဆိုပြီးတော့နှုတ်ခေါင်းများနဲ့နာသီးပြဒီအရက်ကလေးမှာခြေတိုင်းထားပြီးတော့ရင်ထွက်လာတဲ့လေကကလေးကိုပထမဆုံးမိအောင်ဖမ်းမယ်တဲ့ဟောမိအောင်ဖမ်းပြီးတော့မှဒီလာပြီးတော့ထိကြိုက်လာတဲ့လေကကလေးကိုမိအောင်ဖမ်းပြီးတော့မိတဲ့လေကကလေးကိုတဖြည်းဖြည်းတခါတဲ့သဘာဝယုံနာလေးကြအောင်တွေ့လာအောင်သူ့ကိုဘယ်လိုလုပ်မလဲမြည်လေးကားနဲ့ပဲခွဲမယ်။ကိုင်းဘယ်လိုခွဲမလဲလေကကိုမြည်လေးကားနဲ့ခွဲဖို့ဒါမလွယ်သဘူးလို့ဘာကြောင့်မလွယ်လဲဘယ်ကြောင်းညာနေမှလေကကိုမြည်လေးကားနဲ့ခွဲတယ်လို့ဆိုတာကိုထော်တာကြကြီးတွေမှာတော့မပါဘူး
တို့တော့ဘယ်မှာပါတယ်လို့လိုက်ပြီးတော့ဆရာတော်တို့ရှာတဲ့အခါမှာဘုရားရှင်ကိုယ်တော်မြတ်ကြီးပฏิပဒံတရားလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးဒီကလာဓာရုစရိယပရပိုက်ကြီးကိုဟောတော်မူတဲ့သုဒ္ဓမာကတော့ရဲ့အဲ့ဒါအမြင့်မြတ်ပါပါတယ်တဲ့အဲ့ဒီဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောကြားတော်မူတဲ့ဓာရုစရိယပရပိုက်ကြီးကိုဟောကြားတော်မူတဲ့သုဒ္ဓကနေပြီးဒီကလာအမြင့်မြတ်ပါတဲ့လူလေးနဲ့ဒီလေဓာတ်ကိုညီလေးပါးနဲ့ခွဲမယ်။ကျညီလေးပါးနဲ့ခွဲတာဟာယခုသာနာတော်မှာဘယ်အနေနဲ့ကလည်းသင်္ချာနေတယ်လို့ဆိုလိုက်ရဲ့ယခုကလက်ဖက်ရည်ပလာကြီးကိုထူရထောင်းမယ်။တခါတည်းပန်းစင်နဲ့ထည့်ထောင်းပစိမ္မာနဲ့ချဒီတော့ရဲ့တစ်ခါနဲ့ချလို့မလူသေးရင်နှစ်ခါချသုံးခါချကြာတော့ဘယ်တော့ကြအောင်သုံးရတော့လဲလို့ဆိုလိုက်ရဲ့ဖြင့်ခီးသွားတဲ့အခါမှာခြေပေါ်ကပ်ပြီးတော့ပါလာတဲ့ညီမုံကလေးတော့ကြအောင်သိရသွားရင်အဲ့ဒါယထရီမျိုးလို့ဒီလိုစခွဲကြပါတယ်အဲ့ဒီတိုင်းပဲညီလိုတောင်ကြီးတွေတော်ကြီးတွေတစ်သားကြီးတွေထွေးကကြီးတွေအင်ကြီးတွေကြောင်ကြီးတွေအားလုံးဟာတွေကိုအဲ့ဒီတိုင်းထူထောင်ချင်းတာဝန်နဲ့ထည့်ကောင်းတခါလဲဒီကြိတ်တဲ့စက်ကြီးတွေထည့်ကြိတ်နောက်ဆုံးအမှုံမဖြစ်အောင်လုံးဘယ်တော့ကြောက်လို့ရမလဲလို့မင်းခီးသွားတဲ့အခါမှာခြေဘဝမှာကပ်ပြီးတော့ပါလာတဲ့မြူမုံလေးလောက်ဖြစ်အောင်လုံးဖြစ်ပါပြီဖေဟာအဲ့ဒီဖြစ်ရင်အဲ့ဒါရချရီမြူလို့ခေါ်တယ်လို့အဲ့ဒီကိုခွဲတဲ့ညီပါနဲ့ရှိကပုဂ္ဂိုလ်ကြီးတွေလည်းပဲဆုံးမသွားကြပါတယ်လို့နောက်ဝိသုဒ္ဓိနဲ့မဟာတိယကြီးတွေကလည်းပဲအဲ့ဒီမိသာပြသွားပါတယ်လို့လူကြကိုမြူလေးပါးနဲ့ခွဲတာမပြပါဘူးဒါဖြင့်အရှင်ဘုရားမပြရင်အရှင်ဘုရားရဲ့သဘောတရားတိုင်းအတ္တလောမသိနဲ့ကြံစည်ပြီးတော့ဟောကြလားဆိုတော့ဒီလိုလည်းမဟုတ်ပါဘူးထေရကြီးတွေကမပြတော့လည်းပဲပါဠိတော်မှာပါပါတယ်လို့ဘယ်ပါဠိတော်မှာပါတယ်လို့ဆိုလိုက်ရဲ့ယခုကဆရာတော်ဟောပြတဲ့ဒါရုစရိယပရပိုက်ကိုဟောပြတဲ့သုဒ္ဓမှာဘုရားရှင်ကိုယ်မြတ်ကြီးဟောတော်မူတဲ့သဘောတရားလေးဟာအမြင့်မြတ်ပါပါတယ်လို့ခေါ်ရရင်ဘယ်လိုဟောသလဲဒိဋ္ဌိဒိဋ္ဌမတ္တံပုဒ္ဒေပုဒ္ဓမတ္တမုဒ္ဒေမုဒ္ဓမတ္တံဝိညာတေဝိညာတမတ္တံဧဝံတေဘာယသိကိတပါတော့ဒါပါဠိတော်ကြီးမှာပါတော့ဒိဋ္ဌိမြင်သောအာယုကဒိဋ္ဌမတ္တမြင်ကားမြဖြင့်သူတေကြသောအာယုနဲ့ပုဒ္ဓမတ္တကြားကားမြဖြင့်မုဒ္ဒေထိတေသောအာယုနဲ့မုဒ္ဓမတ္တထိတေကားမြဖြင့်ဧဝဤငါဘုရားဟောကြားတော်မူတဲ့အတိုင်းဒါဘာဝိယစေတဘာဝိယဒေတရားသင်္လိသိက္ခိတာဘာကျင့်အာဤဝါကျင့်လေတော့တဲ့အဲ့ဒါဗမာလိုကြံလိုက်တော့ဒီမြင်တဲ့အာယုံနဲ့မြင်ကမျှတယ်ကြားတဲ့အာယုံနဲ့ကြားကမျှတယ်နာနဲ့အာယုံနဲ့နာကမျှလျှက်တဲ့အာယုံနဲ့လျှက်ခါမျှပြင်တာသင်ကျင့်တော်လို့ဆိုလိုက်တဲ့အဲ့ဒီဓာရုစရိယပရပိုက်ကြီးကိုဟောတော်မူတဲ့ပုဒ္ဓမှာလက်တွေ့နည်းနဲ့ဝေဖန်လိုက်မယ်ဆိုရင်ဒိဋ္ဌသုတ္တမုဒ္ဒဝိညာတဆိုတဲ့ဟောဒီလေးချက်ထွက်တာအဲ့ဒါလေးနည်းနည်းလေးရှင်းပြအောင်မယ်သဘောပေါက်အောင်လို့ဒိဋ္ဌဆိုတာဘာခေါ်တာလဲမျက်စိနဲ့မြင်တဲ့အရာဝတ္ထုလေးကိုဒိဋ္ဌလို့ခေါ်တယ်နားနဲ့ကြားတဲ့သဘောတရားလေးကြတော့သုတ္တလို့ခေါ်တယ်ဒီတော့မျက်စိနဲ့နားကနှစ်ခုပြီးသွားရောကိုယ်ရဲ့ခန္ဓာကိုယ်ကိုပြန်ပြောတာမျက်စိနဲ့နားနှစ်ခုပြီးသွားတော့ခန္ဓာကိုယ်မှာဘာကြမ်းလဲနှာခေါင်းရဲ့လျှာရဲ့ကိုယ်ရဲ့ဟောဒီသုံးပါးကြမ်းတယ်အဲ့ဒီသုံးပါးနဲ့စမ်းသပ်ခါကြလာတော့အဲ့ဒါမုဒ္ဒလို့ခေါ်တယ်ကြည့်တော့ဘာကြမ်းလဲစိတ်ဝိညာဉ်နဲ့ကြံတော့တယ်စိတ်ဝိညာဉ်နဲ့စမ်းသပ်ခါကြတော့ရဲ့အဲ့ဒါဝိညာတာတဲ့ဟောအဲ့ဒီကိုယ်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့မျက်စိရဲ့နားရဲ့နှာခေါင်းရဲ့လျှာရဲ့ကိုယ်ရဲ့စိတ်ရဲ့ဆိုလိုက်တဲ့အဲ့ဒီဝိညာဉ်6လုံးနဲ့အပေါက်6ပေါက်နဲ့ဝိညာဉ်6လုံးနဲ့စမ်းသပ်တဲ့ဟာကိုသဘာဝအားဖြင့်ချုပ်လိုက်မယ်ဆိုရင်၄မျိုးပဲထွက်လာပါတယ်တဲ့၄မျိုးဆိုတာဘယ်ဟာလဲတဲ့အဲ့ဒါ
ဒိဋ္ဌမျက်စိဖြင့်သံသတ္တကိုဒိဋ္ဌနားဖြင့်သံသတ္တကိုတုဒ္ဒနှာခေါင်းရဲ့လျှာရဲ့ကိုယ်ရဲ့ဒီသုံးပါးရဲ့သံသတ္တကိုတုဒ္ဒဘာကြောင့်ဒီသုံးပါးကိုပေါင်းရတယ်လဲဆိုလိုက်တော့နှာခေါင်းဆိုတာကလည်းတခါတည်းမျက်နှာကိုအပ်ပြီးတော့အရာဝတ္ထုကိုနှာခေါင်းဝါကိုထိပြီးတော့ရှူမှတာလဲဒါကတော့ကလမတရားကတော့အကျော်ဒါကတော့ရဲ့နတချီနတနီဒါကတော့ရဲ့ယခုကာလမှာသုံးတဲ့အဲ့ဒါခြေလီပဲအမှုပဲလို့ဆိုတာတွေတစ်ထိပ်ကြပြောနိုင်တယ်မဟုတ်လားတဲ့ဟောနှာခေါင်းနဲ့မစမ်းစားရင်မပြောနိုင်ဘူးတဲ့အဲ့ဒါကြောင့်နှာခေါင်းကအနံ့ကိုစမ်းတတ်တဲ့အခါမှာတခါတော့နှာပြီးကြလို့ကြအောင်ထိပြီးတော့မှစမ်းစားရတယ်မဟုတ်လားတဲ့လျှာကဘောတဲ့အရသာကိုစမ်းတတ်တဲ့အခါမှာတဲ့ချိုးတဲ့ငါးနဲ့ပေါ့တယ်ဆိုတာအဲ့ဒါဟင်းအိုးတဲ့ဟင်းချက်ရုံနဲ့နေုံနဲ့ဘလို့မှမပြောနိုင်ဒါနဲ့ကြတော့ရင်အိမ်ထဲမှာဟာပါလို့ရလဲခင်းကျက်တဲ့အိမ်ထဲမှာဟာဟင်းအိုးထဲမှာရှိတဲ့ဟင်းကိုဇင်းနဲ့ခတ်ပြီးသကလားလျှာပေါ်တင်ပြီးတော့စမ်းတတ်တဲ့အခါကျတော့မှဒီဟင်းဟာချိုးတယ်လေးတယ်ပေါ့တယ်ငါနဲ့လို့စက်တဲ့ခါတယ်လို့အဲ့ဒီလိုပြောနိုင်တာဟာလျှာနဲ့ထိပြီးတော့မှစမ်းတတ်တဲ့အတွက်ပြောနိုင်တာမဟုတ်လားတဲ့ဒါကြောင့်စမ်းတတ်တဲ့သဘောတရားချင်းတူးနေတယ်တဲ့နှာခေါင်းနဲ့လျှာတို့ပါပဲနောက်တစ်ခါခန္ဓာကိုယ်ပါလေဒီလိုပဲတဲ့ဖုဒ္ဓဘအတွေ့ကိုယူတဲ့အခါမှာတဲ့အဲ့ဒါထိုင်ရတော်လည်းကောင်းလျှောင်းရတော်လည်းကောင်းရိုက်ရတော်လည်းကောင်းထိပြီးတော့မှသာရင်ဖုဒ္ဓဘအတွေ့ဆိုတာခံစားလို့ရတယ်တဲ့ဒါဟာမြင့်ရတယ်ဒါဟာမို့ရပဲဒါကိုယ်စောပဲဒီဟာကလာပဲဒီဟာကလည်းရောအင်္ဂါကျမ်းရဲ့အတွေ့ဒီပဲလို့အဲ့ဒီလိုပြောနိုင်တယ်မဟုတ်လားတဲ့ဒါကြောင့်နှာခေါင်းပေါက်ရဲ့လျှာပေါက်ရဲ့ကိုယ်ပေါက်ရဲ့အဲ့ဒီအပေါက်သုံးပေါက်ကစံသတ်တာကတော့ရင်ထိတွေ့ပြီးတော့စံသတ်တဲ့သဘောတရားဖြစ်ခြင်းကြောင့်ဒီသုံးပါးကိုပေါင်းလိုက်ဟောအဲ့ဒါမုဒ္ဒဆိုတဲ့သဘောလေးတစ်ချက်ပဲလာထွက်တယ်အဲ့ဒီတော့ဒိဋ္ဌာရဲ့သုဒ္ဓရဲ့မုဒ္ဒရဲ့သုံးပါးဖြစ်သွားပြီနောက်တစ်ခါစိတ်ဝင်ရင်ကြီးရတယ်ဝိညာတာဆိုတဲ့အဲ့ဒီလေးပါအဲ့ဒီလေးပါကလေးကိုဘုရားရှင်ကိုယ်တော်မြတ်ကြီးအမြင့်မြတ်ထုတ်ဖော်ပြီးကြလားဒါဘိစရိယဘရဘတ်ကိုဟောကြားတော်မူတယ်တဲ့ဟောကြားတော်မူတဲ့အဲ့ဒီကပါဠိတော်မှာဟောကြားတော်မူတဲ့ဒီလက်တွေ့သဘောတရားလေးလေးကျက်နဲ့ကိုယ်လေဓာတ်ကိုခေါ်တယ်ကိုယ်အဲ့ဒီကိုခေါ်လိုက်ရဲ့ဘခါရဲဘာထွက်လာမလဲနောက်ဆုံးလည်းကြာရောပရမယုံညာလေးထွက်လာမှာပေါ့အဲ့ဒါကြောင့်ယခုဆရာတော်ကလေဓာတ်ကိုဘယ်လိုခေါ်မလဲမြည်လေးပါးနဲ့ခေါ်မယ်ဘယ်လိုမြည်နဲ့ခေါ်မလဲယခုနယခရီဒီသစ္စာရိတို့အနုပရမလေးမြည်လို့ဆိုတဲ့သဘောတရားမျိုးပဲဒါပေမဲ့လို့ခေါ်တဲ့အခါကြလာတော့သူ့ကိုဒိဋ္ဌမျိုးသုဒ္ဓမျိုးဒိဋ္ဌမျိုးသုဒ္ဓမျိုးမုဒ္ဒမျိုးဝိညာဒမျိုးဟောဒီအနေနဲ့ဆရာတော်ခေါ်မယ်လို့ဒါကြောင့်ယခုအာနာပါနဖြစ်တဲ့လုပ်ငန်းစဉ်ကြီးတွေကိုစီဆိုင်လုပ်ငန်းစဉ်ကြီးတွေကိုလုပ်နေကြတာဟာလေနောက်ဆုံးလူတွေပါပဲလို့လူတွေကမလို့အင်းနဲ့မပွားများပြီးကြလားခန္ဓာကိုယ်ရဲ့ဝင်းနေတာပါပဲလို့ထွက်လာတာလည်းလူတွေပဲဒီလောကလုံးအကုန်လုံးကြည့်လိုက်ရင်လူတွေပါပဲတဲ့ဒီလူတွေကိုပြောရမမြင်ရလို့သာလေမသိကြလို့သာလေသဘာဝတွေမခွဲသိနိုင်ကြလို့သာလေတကယ်ကိုလူကောင်းနတ်ကောင်းကြီးတွေထင်ရတယ်ယောက်ျားမိန်းမပုဂ္ဂိုလ်တွေဟာဆိုတဲ့အကောင်ကြီးတွေထင်ရတယ်အဲ့ဒီလိုထင်ရတဲ့အအတွက်သာရကြတယ်တွေ့ကြကြတယ်မြစ်ကြတယ်တဲ့တကယ်ကိုလူတွေလဲဆိုတာကိုသဘာဝဉာဏ်နဲ့တကယ်အမှန်သိလာရဲ့ညဘယ်မှာတွေ့တာသာရတဲ့သဘောတရားတွေကတဖြည်းဖြည်းခေါင်းမလာတော့မှမဟုတ်လားတဲ့အဲ့ဒါကြောင့်အချုပ်စကားကိုအတူတူလူကုန်းအုပ်လိုက်ရဲ့လေဓာတ်ကိုညီလေးပါးနဲ့ခွဲဆိုလိုက်တဲ့အတိုင်းညီလေးပါးဟာဘယ်လိုညီလေးပါးနဲ့ခွဲမလဲဆိုလိုက်ရဲ့အဲ့ဒီခုနဆရာတော်မရှိတဲ့ဒါရုစရိယပရဝေဟောတော်မူတဲ့သုဒ္ဓနိယနေပြီးတော့
ဒိဋ္ဌမျိုးတဲ့ဣတ္တမျိုးမုဒ္ဒမျိုးဝိညာတမျိုးဆိုလိုက်တဲ့အဲ့ဒီမျိုးလေးမျိုးနဲ့ခွဲလိုက်ရဲ့အာနာပါနအလုပ်ကိုအားထုတ်တဲ့ပုဂ္ဂိုလ်တွေဟာကိုပဲရှူဆိုင်တွေရှိုက်ပါများလာရင်ကိုယ်မှာကိုပဲလဲဟောဘယ်သဘာဝလေးရောက်လာရင်ငါမှဒိဋ္ဌမျိုးလေးဖြစ်လာတွေ့ပြီဟောငါသုတ္တမျိုးကိုတွေ့ပြီနောက်တစ်ခါမုဒ္ဒမျိုးကိုငါတွေ့လာပြီနောက်ဆုံးဝိညာဏမျိုးငါတွေ့လာပြီလို့အဲ့ဒီလိုကိုယ်ကိုဖြစ်လာရဲ့အဲ့ဒီနောက်ဆုံးဝိညာဏမျိုးလေးနဲ့ကြားလိုက်ကြရောခါတော့ရုပ်ဉာဏ်ဖမ်းပြီးတော့ကြံရင်းမရှိတော့မဟုတ်လားအဲ့ဒါကြောင့်အဲ့ဒီလိုမျိုးတွေကိုအစစ်ရခုနဒီအစစ်ခွဲတဲ့သဘာဝမျိုးကိုပြကြတယ်ပထမညကပြလိုက်ပြီမဟုတ်လားခြေဘဝကပ်ပြီးတော့ပါလာတဲ့ညီမုံလေးကို36စိတ်ဒီစိတ်ကလေးဟာသစ္စာရီမူလို့ခေါ်တယ်ဟာသစ္စာရီမူကို36စိတ်ဒီစိတ်ကလေးဟာအနုမူလို့ခေါ်တယ်ဟာအနုမူကို36စိတ်ဒီစိတ်ကလေးကိုပရမာမူလို့ခေါ်တယ်လို့အဲ့ဒီလိုသိရအောင်တခါတည်းစိတ်ပြီးတော့ကြွားသလိုနောက်ဆုံးလည်းကြရောပရမအနုမူလည်းကြလည်းကြရောမျက်စိနဲ့လည်းကြည့်လို့မမြင်တော့ဘူးတဲ့ဟောနားနဲ့လည်းစမ်းသပ်လို့မရတော့ဘူးတဲ့ဘယ်နေနဲ့သားလည်းရှိတော့လဲစိတ်ဝိညာဉ်မှာသူ့ရဲ့အနေလေးနဲ့သာရှိတယ်လို့အဲဒီလိုဒီလိုပါနဲ့ခွဲတဲ့လုပ်ငန်းရှင်ကြီးကလက်တွေဝခံတယ်လို့ယခုလည်းပဲမိသားကလေးကိုထိုင်ပြီးတော့ရရှိတဲ့အခါမှာဒီမိသားကလေးကိုခွဲနေတယ်လို့ဒီလိုဆိုလို့တဲ့ခွဲတဲ့အခါမှာပထမဆုံးတော့အကျန်းလေးပဲခွဲနိုင်တယ်နောက်တော့ဒုတိယသူ့တဲ့သိနေတယ်သဘောလေးကြအောင်ခွဲနိုင်တယ်တတိယကြတော့ရင်သူ့ရဲ့ဘာထပ်ပြီးတော့သိနေတယ်သဘောလေးကြအောင်ခွဲနိုင်တယ်နောက်ဆုံးလေးပြမြောက်တဲ့အခါလဲကြတော့အယုံသိမ့်မွေးတဲ့ညီလေးကြအောင်လေဓာတ်ကလေးနဲ့ခွဲလိုက်ပြီးတော့အဲ့ဒီခွဲလိုက်တဲ့လေဓာတ်ကလေးကထွက်လာတာဟာအဲ့ဒါပရမယုံနာပဲတဲ့ဟောအဲ့ဒီပရမယုံနာလေးကိုကိုယ်တိုင်အယောင်ညာခံပြီးသကလားကိုယ်တိုင်အပန်းခံပြီးသကလားကိုယ်တိုင်အစင်းရခံပြီးသကလားတကယ်ခွဲကြမယ်ဆိုရင်ယခုဝိသကအလေသမီးကြီးတွေဆိုရင်ဆရာတော်ရဲ့ပညာစခန်းကနေပြီးတော့နှိုင်းချိန်ကြည့်လိုက်ရင်ဖြစ်ရင်အကျဆုံး9ရက်ပါပဲလို့ဆရာတော်ကဝေခံဝဲနေဘာကြောင့်လဲမေးတယ်အင်ဒါမစိတ်ချမ်းသာပြီးသကလားပြည်လင်းပြီးတော့နေကြတဲ့ရုပ်ဥပဒေတွေနဲ့ပြည့်စုံရတယ်လို့အတိတ်တုန်းကလည်းအထုပ်လာခဲ့တဲ့အတိတ်ကံရဲ့ကြည့်လိုက်ကြရင်လည်းပညာနဲ့ကြည့်လိုက်ကြရင်လည်းတကယ်ကိုမျိုးဆက်အထက်တန်းဘဝကနေပြီးတော့ပြည့်ရဲ့ဥက္ကအရိယာဇအနေပြောက်မူလာခုနှစ်တန်ဖြင့်ဘဝကံပြည့်ချရဲ့လေတော့ဝါအိမ်မှာလာပြီးကြလားလူလာဖြစ်ကြရတဲ့အထက်တန်းကအမျိုးသမီးရဲ့ဖြစ်ခြင်းကြောင့်အတိတ်ကကံကလည်းပဲထောက်ပံ့ပါပြီလို့မယ်လို့ယခုပြစ္ဆုတ်ပါမှာလည်းပဲအေးကြီးတဲ့ငြိမ်းအေးတဲ့ရုပ်လက္ခဏာဒီနဲ့ပြည်စုံတဲ့အတွက်ဒီအမျိုးသမီးကြီးတွေကဒီအာယုံလေးတစ်ခုပဲစိတ်နှလုံးဒိန်းဒိန်းချပြီးတဲ့ညီလေးကအာနာပါနမျိုးကိုခေါ်လိုက်ရခြင်းဆရာတော်အထင်သာနော်9ရက်နဲ့ပဲပရမယုံနာကိုတွေ့ပါလိမ့်မယ်လို့ထင်တယ်တဲ့အဲဒီ9ရက်တောင်မှပဲအများဆုံးပြောပြတာဆရာတော်ဒီဟာတော့လျှော့ပြီးတော့အရှင်ဘုရားအတူတူနဲ့ပြပါဒီဟာတော့မမြင်နိုင်ဘူးလားလို့မေးရင်ယခုဟောမင်းတော်ကြီးဒေါခေရွှေဆွေးရခြင်း3ရက်ပါပဲဘာကြောင့်လဲယခုဘုရားကကြည့်လိုက်ရင်လည်းဘလောက်သဘာဝဖြစ်เสียကောင်းနေလဲဒီနည်းဉာဏ်နေနဲ့သူ့ချင်းကြရင်ဝေလို့ဘုရားဘာနေရလဲပဲအချင်းကြရင်ဝေလို့ဘုရားဘာညင်းနေတယ်မရှိဘူးစီမီရကြဝေတဲ့နဲ့ကတ်လို့အဲ့ဒီလိုကိုပြုလာခဲ့တဲ့နှစ်ပေါင်း20ကျော်နှစ်ပေါင်းအစိတ်ကျော်နှစ်ပေါင်း30ကျော်ဘုရားဘာသာအမျိုးသမီးတယောက်ဖြစ်လာတဲ့အခါကစပြီးတကားလားဒီလိုဝကြည့်ရေရေဝကြည့်ရေပေါင်းဝကြည့်ရေဆုံးဝကြည့်ရေဘုရားရှင်ထားပြီးတော့ပြည့်စုံလာတာဒီတည်းပဲအဲ့ဒါအာဇနကကုသိုလ်တွေမဟုတ်လားတဲ့ကားအဲ့ဒီအာဇနကကုသိုလ်တွေကတော့ယခုတရားတော်ကြီးတွေမပေါက်နိုင်ဘူးလားတဲ့ဝိဇ္ဇာခတရားတော်ကြီးက
အဲဒီအာသုနကကုသိုလ်တွေကလည်းဝိသကတရားတကြီးပေါက်ပါတယ်လို့ဒါကြောင့်ဝိသကတရားတကြီးဟာအာသုနကကုသိုလ်တွေကပေါက်တဲ့အတွက်ဘုရားရှင်ကိုယ်တော်မြတ်ကြီးတတ်တော်သင်္ချာရှိတော်မူတဲ့အခါဝိသကတောင်းတဲ့ဆုရှိချက်ထဲမှာကိုဒီနဲ့အာသုနကကုသိုလ်တွေပဲမဟုတ်လားတဲ့ဒီလိုပါသက်သက်ဆုံးမေဝကသင်္ကန်းကြီးကိုသူရစီဘုရားတဲ့ဟောဒီဓမ္မသက်သက်ဆုံးနဲ့ဘုခုနီတန်ကားတွေလည်းပဲရေတလုံးသင်္ကန်းကြီးလူရစီဘုရားဆိုတာအာသုနကကုသိုလ်တွေပဲမဟုတ်လားဒီဓမ္မတွေသက်သက်ဆုံးမကြမ်းနဲ့နာဖျက်နဲ့ယဟန်များတဲ့ကိုလည်းဆေဝါလူတန်းပြရစီဘုရားလို့အဲဒီလိုသူ့တွေတောင်းတာဟာအာသုနကကုသိုလ်တွေပဲမဟုတ်လားဒီဓမ္မဟာသက်သက်ဆုံးမကြမ်းနဲ့ယဟန်များတဲ့ကိုလည်းဆိုးရကြည့်ပြရစီဘုရားတဲ့ဟောဒီမကြမ်းတဲ့ယဟန်ကိုဒီတော့စိုက်ဆောက်တဲ့ဒီလာနုပါဒကယဟန်များကိုလည်းဒီလိုဆိုးရကြည့်ပြရစီဘုရားဒီရယဟန်များကိုလည်းဒီလိုဆိုးရကြည့်ပြရစီဘုရားအမြဲတမ်းဒီရလည်းလားလို့ဆိုရတဲ့အာဇာတိကယဟန်များကိုလည်းဒီလိုဆိုးရကြည့်ပြရစီဘုရားနောက်ဆုံးအာလုံးကဝိသုတိရှိသမျှသံဃာရှိသမျှဘိက္ခုနီဟမိမာတွေအကုန်လုံးနာနဲ့ကျင်းလို့ငါးနာရီထိုးရနဲ့ခွက်ကင်သွားတာနဲ့တခါတော့ရာဝိဝကြီးဒီလိုပြုထားပြရစီဘုရားဆိုတာကိုဒီလိုတောင်းပြီးတကားကဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ထာမတောင်းတဲ့ဆုရှိပါဟာအဘိဓမ္မာနည်းနဲ့ဝေဘာရဲ့အာသုနကကုသိုလ်ပဲမဟုတ်လားတဲ့ကဲအဲ့ဒီအာသုနကကုသိုလ်ကြီးကယခုထွက်လာတဲ့တရားကြီးကဝိသကတရားကြီးကသတိပဋ္ဌာန်တရားကြီးထွက်လာတယ်အဲ့ဒီထွက်လာတဲ့သတိပဋ္ဌာန်တရားကြီးကဘယ်ကနေပေါက်လာတာလဲအာနာပါနကလေးပြီးတော့ပေါက်လာတယ်ဒါကြောင့်အာနာပါနကိုရုပ်တဲ့လုပ်ငန်းစဉ်ကြီးတွေကိုတကယ်ကြနနဲ့လှုပ်ဆုံးမှုကြီးကောင်းအောင်ဆွပြလိုက်ရရဲ့ဒီယခုအမျိုးသမီးကြီးတွေကရှေ့ဥကပွဲဥတဲ့အနေနဲ့ဝိသကတရားတက်ကြီးတွေမရနိုင်ဘူးလားတဲ့ဒီအိမ်မှာပဲကြည့်ပါဒီလူဝကြီးတွေရေကြောင်းဝကြီးတွေဆောင်းဝကြီးတွေကောင်းဝကြီးတွေနဲ့ပေါင်းဝကြီးတွေနဲ့မျိုးစုံမပြတ်ပြုနေတာဒီတွေပဲအာသမေယကုသိုလ်ကြီးတွေအဲ့ဒီကုသိုလ်ကြီးတွေကဝိသကကျောင်းမှာဒီတရားပဲပြီးခဲ့တယ်လို့ယခုဒေါခင်ရွှေရဲ့အဲ့ဒီဖျားရှင်ကြီးရပါတဲ့ကဲတရားပဲပြီးခဲ့တယ်နိုင်ဘူးလားတခါကြည့်ရအောင်တဲ့ဘာငါလည်းကြွလာကြတဲ့ခါကျတော့လည်းဘယ်လိုပဲဝကြည့်နေမကြအောင်ဆုံးလောင်းလို့တလဝေတကြိတလဝေနှစ်ကြိတခါတော့ရောက်မှနေကြပြီးတကလားဆိုအကြီးကိုလူလို့ဒီရဲ့လက်ဒီလက်တွေမှာအမြဲတမ်းဒီတော့ဥပဒရေကြီးကိုဆောက်လို့အတိတ်ကံကြီးကိုစိတ်လို့အဲ့ဒီလိုပြုလုပ်နေတဲ့အာဂုဏကကုသိုလ်ကြီးတွေကယခုလည်းဝိသကတရားကကြီးတွေထွက်နိုင်ဘူးလားတဲ့အဲ့ဒါကြောင့်ဝိသကတရားကကြီးတွေထွက်နိုင်အောင်ဟာကိုယခုနောက်ဝိသကရဲ့ထုံးနှလုံးကြီးယခုဗုဒ္ဓဘာသာအမျိုးကောင်းများအမျိုးကောင်းသမီးတွေတကယ်အခေါ်ခံရင်ယရဏ၃ပါးနဲ့ပတ်သက်တဲ့ဘုရားတရားသံဃာယရဏ၃ပါးနဲ့ပတ်သက်တဲ့ဝါသနာတော်ရှိရတဲ့နဲ့ပတ်သက်တဲ့ဝါသနာတော်ကြီးနဲ့ပတ်သက်တဲ့အာရုဏကကုသိုလ်ကြီးကိုကိုယ်ကိုလက်မျိုးထိုးပြီးတော့စစ်ကြည့်သမှာတဲ့ဘာတစ်ခုမှမရှိရဲ့ဘာတစ်ခုမှမတွေ့ရဲ့ဝိသကတရားတတ်ကြီးထွက်ဖို့ခဲရင်သေးတယ်လို့ဒီလိုဆိုလိုပါတယ်အဲ့ဒါကြောင့်အဲ့ဒီလိုလက်တွေ့မူကြီးတွေကိုအခြေခံထားပြီးဒီကလာလုပ်ငန်းစဉ်ကြီးတွေနဲ့တကယ်ရှိရှိတဲ့လေသက်တွေကိုလူလိုပါနဲ့ခွဲတဲ့နည်းနဲ့ဟောဒီကဒိဋ္ဌာမိကြတယ်ရဲ့ဒီလိုမလေးကြီးတွေပေါ်လာလို့မယ်သုတ္တမိကြရတဲ့ရဲ့ကိုယ်ရဲ့အာယုကြီးကြီးတွေပဲလို့တွေ့လာလို့မယ်ဒီတော့ရဲ့နောက်တကမိတ္တမိကြတော့ဘယ်လိုတွေ့လာလို့လဲဆိုတဲ့ဟာတွေကိုအဲ့ဒီလိုမူကြီးတစ်ခုနဲ့ထားပြီးလာတွေ့လို့မျိုးဘဝလက်ပြနဲ့လုပ်ငန်းစဉ်ကြီးအနေနဲ့မြင်သွားလို့ရုပ်ကြည့်ရဲ့အကြာဆုံး၃ရက်ပဲလို့အဲ့ဒီလိုအာသရိကကုသိုလ်ကြီးတွေရှိကြတဲ့အမျိုးသမီးကြီးတွေဘုရားတရားသံဃာယရဏ၃ပါးနဲ့ပတ်သက်တဲ့အာသရိကကုသိုလ်ကြီးတွေရှိကြတဲ့အမျိုးသမီးကြီးတွေမှာသင်ညာလေးနဲ့အဲ့ဒီလိုမရှိကြတဲ့အမျိုးသမီးကြီးတွေအမျိုးသားကြီးတွေကြာလာတော့ရဲ့အဲ့ဒါဖြည်းဖြည်းလေးပါလို့အောင်မယ်
လို့ဒါကြောင့်ယနေ့ခွဲစိတ်ပြီးတော့ပြမယ်အာနာပါနဖြစ်တဲ့လက်တွေလုံငန်းစဉ်ကြီးမှာအဲ့ဒီလူလေးတော့ခွဲတာလေးဟာအဲ့ဒါယခုအာမထုတ်နိုင်တယ်လည်းပဲယခုလာပြီးတော့တရားနာကြရတဲ့အခိုက်ကလေးမှာဘယ်လိုလုံးမတဲ့သဘာဝလေးတွေကိုလက်တွေရအောင်ဟာကိုယူထားလိုက်ရခြင်းဒါနဲ့ဆရာတော်နဲ့မရှိတော့လဲဆရာတော်ကဆရာတော်ကိုယ်လည်းမပြတော့လည်းပဲအဲ့ဒီယခုနာကြတဲ့လူလေးအတိုင်းအားထုတ်ရဖြစ်ရဲ့အလွယ်တကူနဲ့ဖြစ်နိုင်ပါတယ်လို့ဆိုတာကိုလည်းပဲအဲ့ဒါယုံကြည်နိုင်ပါတယ်ယုံကြည်ကြပါလို့အဲ့ဒါကြောင့်အဲ့ဒါဆက်လက်ပြီးတော့ရှင်းပြဖို့ကဒိဋ္ဌတဲ့သုဒ္ဓတဲ့မုဒ္ဒတဲ့ဝိညာတတဲ့အဲ့ဒီလေးပါဒါပြီးတော့ဒိဋ္ဌဆိုလိုက်တဲ့မြည်လေးကိုပထမဆုံးအဲ့ဒါနားလည်ဖို့ဒါလေးပထမဆုံးအခြေခံထားရအောင်မယ်ထွက်လေနဲ့ဝင်လေလေးကိုမခွဲသိတဲ့အခါမှာဘာနဲ့ခွဲမလဲလို့ဆိုလိုက်ရင်လည်းဥပမာဒီဖယုံကြီးတစ်ခုကိုပဲရှင်းမှချအုံကြီးတစ်ခုကိုပဲရှင်းမှချအဲ့ဒီအုံကြီးခွဲကြလို့ဆိုရင်ဘာနဲ့ခွဲမလဲဓမ္မနဲ့ခွဲရမယ်မဟုတ်လားအဲ့ဓမ္မနဲ့ခွဲပြရမ်းဆိုရင်လည်းအုံကြီးကိုပထမဆုံးအခွန်ကိုဒီဥလေးနဲ့ပေါက်ပြီးတော့သွားရမယ်နောက်အားလုံးကုန်ပြီဆိုတဲ့အခါကျတော့မှဒီမှာကပ်နေတဲ့အပြင်းလေးတွေကိုဥစ္စာလေးတွေကိုတစ်ခါဖတ်ပြီးတော့ခွာလို့အုံမုံကြီးအလုံးကြီးတိုင်းရှိလာပြီဆိုတော့မှအဲ့ဒါရိုက်ခွဲရမယ်မဟုတ်လားသုံးမှုမြင့်မြတ်ဖွင့်ပြီးတော့ခွဲရမှာပဲမဟုတ်လားအဲ့ဒီလိုလူငန်းစဉ်အနေနဲ့အုံကြီးတစ်လုံးခွဲလို့ပဲယခုကိုကခွဲလိုက်ဝင်လိုက်ခွဲလိုက်ဖြစ်နေတဲ့လေကကလေးကိုပဲခွဲပြကြလို့ဆိုလိုက်ရင်လည်းဒိဋ္ဌသုဒ္ဓမုဒ္ဒဝိညာတတဲ့ဟောဒီလေးပါးနဲ့ခွဲရမယ်တဲ့ဟောဒီရဲ့အဲ့ဒီတော့အဲ့ဒီလေးပါးနဲ့ခွဲရမှဖြစ်ခြင်းကြောင့်ဒိဋ္ဌဆိုလိုက်တဲ့မြည်လေးရဲ့သဘောတရားလေးကဘယ်လိုဟာပေါ်တယ်လဲဒါပထမသင်္ကန်းယူပါဒုတိယသုဒ္ဓလို့ဆိုတာဟာအဲ့ဒါဘယ်လိုဟာကိုခေါ်တယ်လဲသုဒ္ဓဆိုတဲ့မြည်နောက်တစ်ခါမုဒ္ဒလို့ဆိုတာဘယ်လိုဟာကိုမုဒ္ဒလို့ခေါ်တယ်လဲဟောဝိညာတလို့ဆိုတာဘယ်လိုဟာကိုဝိညာတခေါ်တယ်လဲဆိုတာလေးကိုအဲ့ဒီမှာလေးကိုပထမဆုံးနားလည်ဖို့ယခုတရားနာကြတဲ့ဥဒ္ဒကမျိုးသမီးကြီးတွေဒါလက်တွေတင်နာယူဖို့ဒါလေးကိုပထမဆုံးနားလည်ထားဖို့အရေးကြီးတယ်ဒါကြောင့်ဒီဟာလေးကိုနားလည်အောင်လို့ဒိဋ္ဌလို့ဆိုတာဗမာလိုပြန်လိုက်တဲ့ရင်ဒိဋ္ဌဆိုတာမျက်စိကမြင်တဲ့မြူကိုဒိဋ္ဌဟောဒိဋ္ဌဆိုတာမျက်စိကမြင်တဲ့မြူတဲ့ဟောမျက်စိနဲ့ကြည့်လို့မြင်တဲ့မြူကလေးတွေကိုအဲ့ဒါဒိဋ္ဌလို့ခေါ်တယ်ညားကနေပြီးတော့ကြားတဲ့မြူကလေးတွေကိုသုဒ္ဓလို့ခေါ်တယ်တဲ့ဟောယခုနနှာခေါင်းရဲ့လျှာ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